ဒီတော့လုံးစီများလုံးမင်္ဂလာပါရှင်အားလုံးနဲ့ကိုကြီးကျမ်းမာခြင်းစိတ်ချမ်းသာခြင်းပြည့်စုံပါစေမင်္ဂလာချက်ပြည့်ဖြတ်ပြရှိပါစေလို့ဥစ္စာဖတ်မှာခွင့်ချုပ်ဆက်ပါတယ်ကျမရဲ့မြေရဝေလာယရနာဓမ္မစပိတေနမှာတင်နမှုဆရာမဖြစ်သူဒေါက်ခင်ပန်တော်ပါရှင်โอเคဒီနေ့30ရက်17လ2025ဒီနေ့ကနေညပိုင်းချိန်ခါလေးမှာဓမ္မဒါနပြုပေးမှာကတော့ဘိဓမ္မာပထမစဉ်ပကိန်းပိုင်းတွေက question and answer သင်ခန်းစာလေးများပဲဖြစ်ပါတယ်ဓမ္မဥစ္စာနမောတတ္တ3ချိန်ဖြင့်မြတ်စွာဘုရားရှင်ကိုပူဇော်ပါမယ်ရှင်နမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တအားလုံးနဲ့ရပါပြီရှင်ဓမ္မမိတ်ဆွေများကိုဒီနေ့သင်ခန်းစာလေးမစခင်မှာပေါ့ကျမကနေပြီးတော့မှအတွင်းပစ္စည်းမပျက်စီးရင်ပြီးတာပါပဲဆိုတဲ့ဓမ္မပဒအကြောင်းအရာလေးတစ်ခုပြောပြပေးချင်ပါတယ်။ Okay လောကမှာအတွင်းပစ္စည်းအပြင်ပစ္စည်းဆိုပြီးတော့ရှိကြတယ်။ခုကျမပြောမယ့်အတွင်းပစ္စည်းဆိုတာဘယ်လိုပစ္စည်းမျိုးလဲဆိုတာနားထောင်ကြည့်ကြမယ်နော်။တခါတုန်းကနေပြီးတော့မှဆရာတော်ကြီးတစ်ပါးဟာပိဋကစာပေတွေကိုထုံးလို့ငွေရေးလို့နောက်အမတန်ကျွမ်းကျင်ပိုင်နိုင်စွာတက်မြောက်ပြီးတော့စာချစာတင်တန်ကတော့အများကြီးကိုလည်းပို့ချတင်ကြားပေးနေပါတယ်ရှင်။ဒီနေ့ကျတော့ဘာတော့30အရာလောက်မှာပေါ့နော်။တန်ဝေကဖြစ်เสียအကြောင်းအရာတစ်ခုပေါ်လာတယ်တဲ့။ပေါ်လာတဲ့အခါကျတော့အဲ့ဒီမှာဒီမိမိရဲ့စာချစာတင်တဲ့အလုပ်တွေကိုရပ်နားလိုက်ပြီးတော့တောအရက်ကိုတပါးလေးထွက်သွားတယ်။တောเจ้าလေးမှာပဲတည်င်းသုံးပြီးတော့တရားဓမ္မတော်တွေကိုကြိုးကြိုးဆဆအားထုတ်ပြီးတော့နေပါတယ်ရှင်ဆရာတော်ကြီးဟာတောထဲမှာလေတရားတွေကိုအားထုတ်သလိုနောက်ပြီးတော့အဲ့ဒီတောတောင်သားမှာရှိတဲ့ရွာတွေကိုလည်းလာရောက်ပြီးတော့မှဆုံးခံပြီးတော့မှရွာသူရွာသားတွေကိုချီးမြှောက်လေးရှိပါတယ်ဆရာတော်ကြီးရဲ့သီလသမာဓိပညာနောက်စင်းရဲသားတွေကိုအဓိကထားပြီးတော့တနာပြီးတော့ချီးမြှောက်တာဆုံးခံကြတာအဲ့ဒီဂုဏ်သတင်းတွေကတဖြည်းဖြည်းမှွေးပြန့်လာတာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီမှာမြို့ကတထေးကြီးတဦးကနေပြီးတော့မှဆရာတော်ဘုရားကြီးကိုပင့်ဖိတ်ပြီးတော့မှမြို့မှာပြောင်းရွှေ့သတင်းသုံးပေးပါဆရာတော်ဘုရားကြီးအတွက်ဟလာကျောင်းကောင်းကောင်းကြီးလဲဆောက်လုပ်ပြီးတော့လှူဒန်းခြင်းပါတယ်ကိုယ်ွယ်စည်းကပ်ခြင်းပါတယ်လို့လျှောက်တယ်ဆရာတော်ဘုရားကြီးဟာမြို့မှာမနေလို့ပဲနဲ့တောကိုပြောင်းရွှေ့လာတဲ့အကြောင်းပေါ့နော်အစရှိသည်ဖြင့်မိန့်ကြားပြီးတော့မှဘာကိုထပ်ပြီးတော့မိန့်လဲဆိုရင်ဘုန်းကြီးအတွက်ကျောင်းကောင်းကောင်းလေးမလိုပါဘူးတကကြီးကသာဘုန်းကြီးကိုတကယ်ကြည်ညိုလို့အလှူဒါနပြုခြင်းနေဆိုရင်မြို့မှာပဲဆင်းရဲသူဆင်းရဲသားတွေဟာအင်မတန်ဒုက္ခရောက်ကြတယ်ဘလို့အချိန်မျိုးလဲဆိုတော့နေမကောင်းမကျန်းမမာဖြစ်တဲ့အချိန်မျိုးပေါ့အဲ့ဒီခါကျရင်သူတို့မှာဟလာငွေကြေးဥစ္စာချုပ်တဲ့တာမဟုတ်လို့ဒီယောဂဝေဒနာတွေကိုခံစားရင်ဆေးနဲ့မဆက်နိုင်တာဖြစ်တဲ့အတွက်အသက်ကိုလည်းများစွာပေးကြရတယ်ဒါကြောင့်မို့လို့ဆင်းရဲသူဆင်းရဲသားတွေအတွက်အခမဲ့ဆေးရုံတော်ကြီးဆောက်လုပ်ပြီးတော့လူတန်းပါလားအခမဲ့ဆေးကုသပေးပါလားလို့အဲ့ဒီလိုမျိုးတိုက်တွန်းပြောကြတယ်အဲ့တော့ဆော့ကမြို့ကတထေးကြီးကပေါ့နော်ဆရာတော်ဘုရားကြီးကိုရခင်ကားတဲ့ပို့တိုးပြီးတော့ကြီးညိုပြီးတော့မှအော်တကယ်ကိုလောဘနေတဲ့အလောဘဆရာတော်ဘုရားကြီးပါလားတကယ်ကိုဒေါသနေပါပြီးတော့အဒေါသမေတ္တာနဲ့နေတဲ့ဆရာတော်ဘုရားကြီးပါလားတကယ်ကိုမောဟတရားနေပါပြီးတော့အမောဟအသိပညာနဲ့အသက်ရှင်တန်တဲ့ဆရာတော်ဘုရားကြီးပါလားဆိုပြီးကြီးညိုတဲ့ကြီးညိုပြီးတော့မှဆရာတော်ဘုရားကြီးမိန့်ကြားတဲ့အတိုင်းမြို့မှာအဲ့ဒီအတိုင်းစီစဉ်ဆောင်ရွက်ပြီးတော့ဆင်းရဲသူဆင်းရဲသားတွေကိုစောင့်ရှောက်ပါတယ်ရှင်။ Okay အဲ့တော့ဆရာတော်ဘုရားကြီးရဲ့ဂုဏ်သတင်းဟာတနေ့တခြားပုံမှန်မှွေးပြန့်လာပြီးတော့မှမင်းနေပြီးတော့ရှင်ပြည်ဟာကြားသိသွားပြီးတော့မှဒီမှာမင်းနေပြီးတော့မှပဲပေါ့နော်အင်မတန်ကောင်းတဲ့ကျောင်းကြီးကိုမိမိဘာသာမိမိဆောက်လုပ်ထားတယ်။တိုင်လုံးတွေဆိုလို့ရှိရင်လေရွှေတွေနဲ့မုံမှန်ထားတာပေါ့။ရွှေကျောင်းကြီးလို့တောင်မှပြောလို့ရတယ်။ကျောင်းကြီးလည်းပြီးတော့အဲ့ဒီမှာဆရာတော်ဘုရားကြီးကိုအတင်းပင့်ဖိတ်ပြီးတော့မှဒီကျောင်းမှာသတင်းသုံးဖို့ပေါ့နော်။အဲ့လိုမျိုးပြီးလျှောက်ပါတော့လေ။ဆရာတော်ဘုရားကြီးကနေပြီးတော့မှကျောင်းမှာသတင်းမသုံးဆော့ပြောတယ်ရွှေကျောင်းကြီးမှာသတင်းမသုံးလို့တဲ့အကြောင်းပေါ့နော်။နောက်ပြီးတော့ယဟန်ဆိုတာငြိမ်နေပြီးတော့မှငြိမ်အောင်ကျင့်ရတယ်ဆိုတဲ့အကြောင်းနောက်ပြီးတော့ယဟန်တစ်ပါးကနေပြီးတော့ဒီတတ္တဝါတွေကိုလောဘတွေဒေါသတွေမောဟတွေနေအောင်ကာမဂုဏ်အာယုန်တွေကနေပြီးတော့လည်းတတ်နိုင်သမျှရော့ပါနေပါပြီးတော့နေနိုင်အောင်ကိလေသာတွေကိုပယ်ခွာတတ်အောင်တရားတွေဟောနေပြီးကိုယ်တိုင်ကြတော့တကယ်ကိုခန္ဓာတင့်တယ်လို့နဲ့ရွှေချောင်းကြီးတွေနဲ့နေတယ်ဆိုရင်အပြောအဟောနဲ့လုပ်ရကဘလို့မှဟလာမငြိညွတ်ဘူးမတင့်တော်ဘူးဒါကြောင့်မို့လို့မနေပြရစေနဲ့ဆိုပြီးတော့ထပ်ပြီးတော့မှအမိတ်ရှိတယ်ပေါ့
ရှင်မင်းရဲ့နောက်ဆုံးကြတော့မိမိရဲ့အကြောင်းကိုလည်းနေစေချင်တာဖြစ်တဲ့အတွက်မြို့မှာရှိတဲ့နှုတ်ဆုတ်တငယ်တွေပေါ့နော်ဒီနှုတ်ဆုတ်လို့မရအောင်နဲ့မိခင်နေရဲ့နှုတ်ကိုချိတ်ပိတ်တယ်တဲ့ဆိုလိုတာကလေးတွေနှုတ်ဆုတ်လို့မရတော့ပေါ့အဲ့တော့ဆရာတော်ကြီးကဒီသတင်းကိုကြားသွားပြီးတော့မှမဖြစ်တော့ပါဘူးဆိုပြီးတော့မှမြို့မှာပြောင်းပြီးတော့မင်းနေပြီးတော့မှပြောင်းပြီးတော့သတင်းသုံးရတဲ့ရှင်အဲ့ဒါလိုမျိုးသတင်းသုံးတဲ့အခါကျတော့မိမိရဲ့မူလတရားအလုပ်တွေတောရက်မှာနေတဲ့ကိစ္စတွေကိုလည်းမပြတ်ကွက်လို့တာဖြစ်တဲ့အတွက်နေ့လည်ကြရင်တော့ဆော့ဆော့ကမင်းနေပြီးတော့မြို့မှာလာပြီးတော့သတင်းသုံးနေညနေပိုင်းလောက်ရောက်ပြီးဆိုရင်တောကြောင်လေးကိုပြန်ပြီးတော့မှအဲ့ဒီမှာတရားတွေကိုအားထုတ်ပွားများတဲ့အလုပ်ကိုလုပ်ပါတယ်ရှင်ဟုတ်ပါပြီအဲ့တော့ကပိယကြီးရလေဆရာတော်ရေပြမန်းလိုက်တာဟဲ့လားမြို့ကိုကြွားလိုက်တောကိုပြန်လိုက်နဲ့ဒီမြို့ကအကြောင်းမှာပဲတခါတည်းသတင်းသုံးလိုက်ပါတော့ဆိုပြီးတော့အဲ့ဒီလူမျိုးတွေထပ်ပြီးတော့တောင်းပန်လျှောက်ထားတာပေါ့နော်အဲ့တော့ဆော့ဆော့ဆရာတော်ဘုရားကြီးကလည်းထပ်ပြီးတော့အမိန့်ရှိတယ်ရှင်ပြန်ပြောတဲ့အတိုင်းပဲယဟန်တစ်ပါးဆိုတာငြိမ်ငြိမ်နေရမယ်ငြိမ်အောင်ကျင့်ရမယ်နော်အဲ့ဒါလိုမှမကျင့်နိုင်ဘူးဆိုလို့ရှိရင်ဟဲ့လားမိမိကတက်တန်းစိတ်လို့တည်လွန်သွားတဲ့အခါမှာအများကတော့ပြန်လွန်တော်မူသွားပြီပြန်လွန်တော်မူသွားပြီလို့အမိန့်ရှိပေမဲ့တကယ်တမ်းကျတော့မပြန်လွန်မဲရှိုးတော်မူရင်ရှိုးတော်မူနေမှာဒါကြောင့်မို့လို့ယဟန်ရဲ့ဝိနည်းစည်းကမ်းတွေကိုလိုက်နာကျင့်သုံးပြီးတော့မှတရားဓမ္မတော်တွေကိုကြွကြွဆဆအားထုတ်တာကလေပို့ပြီးတော့ကောင်းပါတယ်အခုမြို့မှာလည်းနေတယ်တောမှာလည်းဟဲ့လားပြန်ပြီးတော့မှသတင်းသုံးနေအားလုံးမျှတအောင်နေပြီးတယ်မဟုတ်ဘူးလားကပိယကြီးထပ်ပြီးတော့မတောင်းဆိုပါနဲ့ဆိုပြီးတော့ကပိယကြီးကိုလေအဲ့ဒီလိုမျိုးအမိန့်ရှိပါတယ်ရှင်အဲ့လိုနဲ့ပဲတနေ့ကျတော့ဆရာတော်ဘုရားကြီးရဲ့ကျောင်းတော်ကြီးရတဲ့တိုက်တိုက်ဆိုင်ဆိုင်ဆရာတော်ဘုရားကြီးတောမှာပြန်ပြီးသတင်းသုံးနေတဲ့အချိန်မှာပဲမီးလောင်နေတဲ့ရှင်မီးလောင်တော့နောက်တစ်နေ့မနေ့ဆရာတော်ဘုရားကြီးလေးရောက်လာတော့အဲ့ဒီရွှေချောင်းကြီးကပြပုံကြီးပဲရှိတော်တယ်လေအဲ့တော့ကပိယကြီးကလည်းမျက်နှာငယ်နဲ့ဆရာတော်ဘုရားရဲ့နားမှာပေါ့နော်ဟဲ့လားဆရာတော်ဘုရားရဲ့ဘယ်လိုလုပ်ရမလဲတပည့်တော်လည်းမီးလောင်ပြီးတဲ့အချိန်မှာတိလိုက်ရတာမဟုတ်လို့ဘာမှမတတ်နိုင်ပါဘူးလို့အဲ့လိုမျိုးရှောက်ကြားတယ်ရှောက်ကြားတဲ့ခါကျတော့ဆရာတော်ဘုရားကကိစ္စမရှိပါဘူးပြင်ပဗဟိတပစ္စည်းတွေဆိုတာကိုကထိန်းချုပ်လို့ရတဲ့အရာတွေမှမဟုတ်ပဲအဓိကကတော့အတွင်းထဲကပစ္စည်းတွေမပြည့်စည်ရင်ပြီးတာပဲကပိယကြီးရဲ့လို့အဲ့ဒီလိုမျိုးမိတ်တယ်ဆရာတော်ဘုရားတပည့်တော်လဲဟလာအသက်လွတ်ပြီးတော့မနှဲပြေးရတာမဟုတ်လို့ဒီเจ้าထဲမှာရှိတဲ့အတွင်းပစ္စည်းအဖိုးတန်တဲ့အရာတွေလည်းဘာတစ်ခုမှမယူလိုက်နိုင်ပါဘူးဖေဟာဒါကြောင့်ဘာအတွင်းပစ္စည်းမှလည်းမရအပြင်ပစ္စည်းလည်းပြပုံကြီးပဲဖြစ်သွားပါပြီဖေဟာလို့အဲ့ဒီလိုမျိုးရှောက်တယ်ရှောက်တဲ့ခါကျတော့ဆရာတော်ကနေပြီးတော့မှတကကြီးဘုန်းကြီးပြောတဲ့အတွင်းပစ္စည်းဆိုတာကျောင်းတွင်းထဲမှာရှိတဲ့အဖိုးတန်တဲ့ပြိဘောကအသုံးဆောင်ပစ္စည်းတွေကိုပြောတာမဟုတ်ဘူးဘဝအဆက်ဆက်ကဖြည့်ဆည်းလာခဲ့တဲ့ပါရမီမိမိရဲ့စိတ်ကုသိုလ်တရားတွေကိုပြောတာဖြစ်တယ်တပိယကြီးငါတို့တွေမင်းတို့တွေဟာတနေ့တစ်ချိန်လုံးကဟိုးအရင်တုန်းကဆိုလို့ရှိရင်လေအစုံဖြစ်ခဲ့ဘူးလေအဲ့ဒါလိုဖြစ်ခဲ့ဘူးတဲ့ဘဝမှာမင်းရောငါရောစကြဝဠာမင်းလည်းဖြစ်ခဲ့ဘူးတယ်ရှင်ဘုရင်လည်းဖြစ်ခဲ့ဘူးတယ်တတိတကြယ်ဆိုတာလေအရေးအတွက်တင်အများကြီးဖြစ်ခဲ့ဘူးတယ်ဒါပေမဲ့လေအဲ့ဒီတုန်းကပိုင်ဆိုင်ခဲ့တဲ့မြပစ္စည်းတွေဟာအခုအချိန်မှာမင်းမှာရောခုံးကြီးမှာရောဟလာတကကြီးမှာရောခုံးကြီးမှာရောဘာတွေများကြံတော့လို့လေအားတို့ဘဝဆက်ဆက်ကဖြည့်ဆည်းပြီးပြုလုပ်လာတဲ့ကုသိုလ်ပါရမီတွေဒါအဲ့ဒီဓာတ်တတိတွေဒါငါတို့မှကြံတာမဟုတ်ဘူးလားမင်းဟိုမှာအိတ်နေတဲ့ခွေးတွေကိုကြည့်လိုက်သူတို့လည်းအတိတ်ဘဝကမင်းကြီးမင်းသားတွေနန်းတွင်းသူနန်းတွင်းသားတွေဖြစ်ခဲ့ဘူးတာပဲဒါပေမဲ့အဲ့ဒီတုန်းကအရာတွေပိုင်ဆိုင်မှုတွေစီးစိမ်ချမ်းသာတွေဘာရှိတော့လို့လဲဒါကြောင့်မို့လို့မိမိရင်ထဲကရှိနေတဲ့ကုသိုလ်ပါရမီအတွင်းပစ္စည်းကိုဒါမပျက်စီးအောင်စောင့်ရှောက်ဖို့ဒါလည်းအဓိကအရေးကြီးတယ်လို့ဆရာတော်ဘုရားကမိန့်ရှိတော်မူတယ်တဲ့အဲ့ဒီခါကျတော့ကပိယကြီးကလည်းဆရာတော်ဘုရားကြီးမိန့်ရှိတဲ့စကားတွေကမှန်လွန်းလာတာမဟုတ်လို့ဘာမှမပြောလို့တော့ပဲဆရာတော်ဘုရားကြီးရဲ့မျက်နှာကိုပဲဖူးမဝတဲ့သဘောမျိုးနဲ့အဲ့ဒီမှာအာရပါရကြည့်ရှုပြီးတော့မှပူဇော်နေပါတော့တယ်တဲ့ဟုတ်ကဲ့ဓမ္မမိတ်ဆွေများရှင်ဆရာတော်ဘုရားကြီးအမိန့်ရှိတဲ့အတိုင်းပါပဲကျမတို့ဓမ္မမိတ်ဆွေတို့ဘဝပေါင်းမြောက်များစွာမှာဆက်စွာလို့ပြောတယ်ပေါ့နော်အမတန်အဆင့်တန်းမြင့်ပြီးအခက်တန်းကြတဲ့ဘဝမျိုးစုံလည်းဖြစ်ခဲ့ဘူးပါတယ်နော်နတ်သမီးနတ်သားတွေလည်းဖြစ်ခဲ့ဘူးတယ်မြမာတွေလည်းဖြစ်ခဲ့ဘူးတယ်ဆက်စွာပြောတယ်ပေါ့နော်မိဖုရားတွေလည်းအကျဉ်းများစွာဖြစ်ခဲ့ဘူးပေမဲ့အဲ့ဒီတုန်းကပိုင်ဆိုင်ခဲ့သမျှအရာတွေဟာဘာမှမကြံတော့မရှိတော့ပါဘူးရှင်ဘဝဆက်ဆက်ကပြုတ်ခဲ့ဘူးတဲ့ကုသိုလ်ပါရမီတွေအဲ့ဒီဓာတ်ခံနေကြောင့်ဒါအခုလူဘဝကောင်းကိုရတယ်ဆက်ဆရာတော်ပြောသလိုပဲလမ်းဘေးမှာအိတ်နေတဲ့ခွေးတွေတောင်မှ
မိညီမင်းသားနန်းတွင်းသူနန်းတွင်းသားဖြစ်ခဲ့တယ်ဒါပေမဲ့အခုကျတော့တရစ္ဆာန်ဘဝခွေးဘဝရောက်နေတယ်ဒါဟာအတွင်းတက်ခံပါရမီကိုမထိန်လို့ကုသိုလ်ပါရမီတကယ်ယူရမယ့်အကြောင်းတကယ်ယူရမယ့်ပေါ့နော်အတွင်းပစ္စည်းတွေကိုမထိန်သိမ့်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်အခုလိုဒီလိုဘဝမျိုးကိုရောက်ကြတယ်ကျမတို့ဓမ္မမိတ်ဆွေတို့လည်းဒီလိုမျိုးပေါ့နော်မိမိရဲ့အတွင်းတက်ခံပါရမီကုသိုလ်ပစ္စည်းတွေကိုသာထိန်သိမ့်ထားမယ်ဆိုရင်နောက်ဘဝတွေမှာလည်းကောင်းတဲ့သူဂတိပုံတွေမှာကျင်လည်ရင်းနဲ့ပဲနောက်ဆုံးကျမတို့ဓမ္မမိတ်ဆွေတို့ရဲ့ရည်ရွယ်ချက်ပေါ့နော်မက်ကိုနိဗ္ဗာန်ဆိုတာရရှိနိုင်မှာဖြစ်လို့ဘယ်လိုပဲဖြစ်ဖြစ်ပြင်ပကမထိန်ချုပ်နိုင်တဲ့အရာတွေထက်ထိန်ချုပ်နိုင်တဲ့မိမိရဲ့အတွင်းပစ္စည်းတွေကိုပဲအရှိတီတန့်ခိုင်မြဲပြီးတော့မပြည့်စည်အောင်ဆက်လက်ထိန်သိမ်းကြပါစို့ထိန်သိမ်းတဲ့နေရာမှာလေဒီတိုင်းထိန်သိမ်းမယ်အော်နေရုံနဲ့ထိန်သိမ်းနိုင်တာမဟုတ်ဘဲနဲ့တရားဓမ္မစာပေတွေကိုလေ့လာမယ်သင်ယူမယ်တရားနာကြားမယ်အဲ့လိုတွေလုပ်နေမှမိမိတို့ရဲ့ပါရမီတွေကိုမပြည့်စည်အောင်ထိန်သိမ်းနိုင်မှာမဟုတ်ဓမ္မမိတ်ဆွေတို့လုပ်နေကြဒီကုသိုလ်အလုပ်တွေကိုဆက်လက်ကြိုးစားလုပ်ဆောင်ပါလို့ပြောကြရင်ကျမရဲ့စကားလေးကိုညီကုန်းချုပ်အဆုံးသတ်အပ်ပါလေဟုတ်ကဲ့သင်ခန်းစာလေးကြည့်ပါမယ်နော်ဟုတ်ပြီဓမ္မမိတ်ဆွေများရှင်အခုသင်တန်းတွေကိုဝင်တဲ့ဓမ္မမိတ်ဆွေတွေထဲမှာစာမေးပွဲဖြေမဲ့ဓမ္မမိတ်ဆွေတွေလည်းရှိတယ်စာမေးပွဲမဖြေတော့လေလေ့လာမဲ့ဓမ္မမိတ်ဆွေတွေရှိတယ်ပေါ့နော်အဲ့တော့ဆရာမတို့တွေကသင်ခန်းစာတွေကအားလုံးပြီးသွားပြီပြီးသွားတဲ့တဲမှာပကိန်းကပူပူနွေးနွေးပြီးသွားတာဖြစ်တယ်နောက်တစ်ခါကျရင်ပကိန်းထဲမှာလည်းဝိထုသင်္ကဟပေါ့အဲ့ဒါလေးကခုမှပြီးသွားတာဖြစ်တယ်ပေါ့နော်အဲ့တော့ဆရာမတို့ဝိထုသင်္ကဟနဲ့ပတ်သက်တဲ့သင်ခန်းစာလေးကြည့်လိုက်မယ်နော်ဆရာမကသင်ခန်းစာလေးတွေကိုရွေးထားမယ်ပြောတော်လေးပဲရွေးထားမယ်ပြောတော်လေးပဲဓမ္မမိတ်ဆွေများရှင်ဒီနေ့လေတော်တော်လေးအလုပ်များနေတာနေမရွေးပြစ်လိုက်ဘူးပေါ့နော်ဓမ္မမိတ်ဆွေတို့မေးစရာရှိရင်လည်းမေးပါမေးစရာမရှိဘူးဆိုရင်လည်းဆရာမအခုစောက်ကလေးကိုကြည့်ရင်းနဲ့ပဲလှုပ်သွားလိုက်ပါမယ်ရှင်လှုပ်သွားလိုက်မယ်ဆိုတော့ဆရာမဝိထုသင်္ကဟကိုအရင်ကြည့်လိုက်မယ်ရှင်စာမျက်နှာ162ဖြစ်ပါတယ်စာမျက်နှာ162ဝိထုသင်္ကဟဟုတ်ပြီဝိထုသင်္ကဟထဲမှာအမေးများတဲ့မိခွန်းလေးဆိုတော့လေစာမျက်နှာ162ကနံပါတ်3ကိုဆရာမတွေ့ပါပြီရှင်အဲ့ဒီနံပါတ်3လေးဓမ္မမိတ်ဆွေတို့လေ့ကျင့်ပြီးသွားပြီလားနံပါတ်3လေ့ကျင့်ပြီးသွားပြီဟုတ်ပြီလားကဲဒါဆိုလို့ရှိရင်မလေ့ကျင့်ရသေးတဲ့အပုတ်ကလေးများရှိသေးလားမလေ့ကျင့်ရသေးတဲ့ပုတ်ကလေးများနံပါတ်3ကတော့မေးထားတဲ့ခုနှစ်တွေများလို့ဆရာမပြောလိုက်တာပါနံပါတ်73လေးရောရှင်သူကတော့2နှစ်စက်တိုက်မေးထားတာလေးရှိတယ်နံပါတ်73ရဲ့နောက်ပြီးတော့နံပါတ်15ရဲ့အဲ့ဒါလေးတွေရောပြီးသွားပြီလားရှင်ပြီးသွားပါပြီပြီးသွားပါပြီဟုတ်ပြီနော်ဒါဆိုရင်မိခွန်းလေးတွေကတော်တော်များများလေ့ကျင့်ထားပြီးသွားပြီလေ့ကျင့်ထားပြီးသွားပြီဆိုတော့ဆရာမဟုတ်ကဲ့ရှင် question 20ရလေစာမျက်နှာပြောပါနော်ဟုတ်စာမျက်နှာ180ရနံပါတ်20ပါဆရာမ180နံပါတ်20ဟုတ်ပါပြီပြောပါနော်သူကကြတော့တင်းချိုချမ်းအမေးအဖြေတင်းချိုချမ်းအမေးအဖြေကတော့ဒီလိုမျိုးလုပ်လို့ရတယ်နော်သူကတော့ဘဟုတုတအနေနဲ့ထည့်ပေးထားတာဆရာမတို့လေဟိုစာမေးပွဲမေးခွန်းမျိုးတော့မဟုတ်ဘူးပေါ့နော်နောက်စာမေးပွဲမေးခွန်းပုံစံအဖြေပုံစံနေနဲ့လည်းနည်းနည်းကွဲပြားမှုရှိတယ်ပေါ့နော်သိချင်ရင်တော့မေးလို့ရတယ်ဒါပေမဲ့အရန်ဒါကြီးကိုတော့အရန်အာမထားနေပေါ့စာမေးပွဲဖြေမဲ့သူတွေကတော့အစိုးရမေးခွန်းတွေကိုအဓိကအားထားပြီးเนาะဒါကတော့ဘဟုတုတပို့ပြီးတော့ပြည့်စုံအောင်လို့ဆရာမထည့်ထားပေးတာဖြစ်ပါတယ်ဟုတ်ပြီနံပါတ်20ပြောပါเนาะ
ဟုတ်အဲ့ဒီမှာဆရာမသောတာပတ္တိမတ်ခြင်း9ပါးဆိုထည့်ထားလို့ပါဆရာမ ဟုတ်ပါပြီ အဲ့ဒါဘာလို့လဲဆရာမ သောတာပတ္တိမဲ့ကျင်9ပါးဆိုတာလေဆရာမလေးမိစတုတေမမီလေးစတွင်းမိမမီတဲ့ကစိတ်ကိုပြောတာလားစာဖတ်ကြည့်လိုက်မယ်နော်မိစတုတေမမီလေးစတွင်းမိမမီစတွင်းမိမမီစိတ်ထဲကသောတာပတ္တိမဲ့ကျင်ကျန်တဲ့လောကုတ္တရာစိတ်9ပါးဆိုတာလေဆရာမအဲ့ဒါလေးသိတယ်အဲ့တော့ဒီဘက်မှာလေဒီမှာကြည့်လိုက်မယ်နံပါတ်20အာယုပဘုံယူပဘုံတို့၌ရနိုင်သောဓာတ်များကိုတဲ့အရာကောင်းနေတကွရှင်တွင်ပြတာအဲ့ဒီပုံကိုပြောတာပါလား ဟုတ်ပါတယ်ဆရာမ ဟုတ်ပြီအာယုပဘုံ၌ရနိုင်သောဓာတ်များကိုအရာကောင်းနေတကွတဲ့အရာကောင်းနေတကွရှင်တွင်ပြရတော့ဓာတ်ကမနောဝိညာဏဓာတ်အရာကောက်ကကြတော့ဓာတ်ကကြတော့အရာကောက်ကကြတော့လောဘမှုစိတ်10ပါးမောဟမှုစိတ်2ပါးနောက်ပြီးတော့မနောဒွါရဝိဇ္ဇံစိတ်1ပါးမဟာကုသိုလ်စိတ်10ပါးမဟာကရိယာစိတ်10ပါးအာယုပစိတ်12ပါးသောတာပတ္တိမဲ့ခြင်းလောကုတ္တရာစိတ်9ပါးဟုတ်ပြီအဲ့ဒီတည်းကဘာကိုမေးချင်တာလဲ ဟုတ်တယ်ဆရာမမှားသွားတာပါအရူပါစိတ်12ပါးထည့်ထားတော့ပါ အာယုပစိတ်12ပါးကိုမေးချင်တာလား ဟုတ်ကဲ့ဆရာမ12ပါးလုံးထည့်ရတာနော် အာယုပစိတ်ကကြတော့အာယုပစိတ်ကကြတော့ဟုတ်ပြီနော်ဆရာမပြောမယ်အာယုပစိတ်ကကြတော့4ပါး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 ဆိုတော့10ပါးသူကလေဒီလိုတွဲပြီးမေးထားတာလေအာယုပဘုံယူပဘုံဆိုတော့အပေါ်က4ပါးကိုပါပြောထည့်ထားတာနော် ဟုတ်ကဲ့ရပါပြီ ဖြစ်ပါတယ် ဟုတ်ကဲ့ဆရာမရပါပြီ ဆရာမတို့စာမျက်နှာ105ကလေမှတ်မိလေးကိုပါသူထည့်ထားတာပါ ဟုတ် မှတ်မိလေးကဘယ်မှာဖြစ်တာလဲ အရူပါ စ ဘုံမှာ ကောတာရဆိုတဲ့အာယုပဘုံမှာဖြစ်တာလေ ဟုတ်ဆရာမ နော် အဲ့ဒါကို အဲ့ဒါကိုထည့်ထားလို့12ပါး ဟုတ်ကဲ့ပါ သူကနှစ်ပုံတွဲမိလို့နော် ဟုတ်ကဲ့ဆရာမ ဟုတ်ပါပြီ နောက်ပြီးတော့ဆရာမအဲ့ဒီဘက်ကစာမျက်နှာအဲ့ခုနကအပုတ်ပဲဆရာမအဲ့ဒီမှာကြာရူပဘုံမှာကြာတော့ဘာလို့ရူပဝိပတ်စိတ်က9ပါးပဲထည့်ရတယ်ဆရာ ပေနံပါတ်ဘယ်လောက်လဲ အဲ့ဒီ20ပဲဆရာမ 20မှာ ဟုတ်ကဲ့ဒီဘက်ကရူပဘုံအဖြေပါဆရာမ ယူပဘုံအဖြစ်5ပါးလေးဆရာမမတူဘူးနံပါတ်20 ဟုတ်ရူပဝိပတ်စိတ်9ပါး ဟောဒီဘက်စာမျက်နှာ181လား ဟုတ်တယ်ဆရာမဟုတ် ဟာအေးအဲ့လိုမျိုးနဲ့စာမျက်နှာလေးနဲ့တိချာပြောဟုတ်ပြီယူပဘုံနဲ့ရနိုင်သောဓာတ်များကိုအရာကောင်းနေတကွာရှင်ပြရတော့ယူပဘုံနဲ့ရနိုင်သောဓာတ်များကိုအရာကောင်းနေတကွာရှင်ပြရတော့စက္ခုဘယ်ဟာလေးကိုမေးပါလဲယူပဘုံမှာရနိုင် ဟုတ်ကဲ့ဆရာမအောက်ဆုံးကရူပဝိပတ်က9ပါးပဲထည့်ရလားဆရာမ ဟုတ်တယ်မဟကုတ်ဝိပဿိတ်9ပါးတည်းကသူကယူပဝိပဿိတ်5ပါးလीဟိုမှာကြည့်လိုက်လေမိစတုတေးမှာကြည့်လိုက်လေမိစတုတေးကပင်စဝေါကာရဘုံမှာဖြစ်တယ်ဆိုတော့ကာမ7ဘုံနဲ့ယူပ15ဘုံပါတယ်နော် ဟုတ် အဲ့တော့စာမျက်နှာဆရာမတို့မှတ်စုစာအုပ်ရဲ့စာမျက်နှာ105မှာမိသောစိတ်များမှာယူပဝိပဿိတ်5ပါးပါတယ်နော် ဟုတ်ရူပကရိယာနဲ့ရူပကုသိုလ်ပါလားဆရာမ ယူပဝိပဿိတ်5ပါးအပ္ပနာဇောစိတ်26ပါး အပ္ပနာဇောစိတ်ဒီမှာ ဟုတ်တယ်အဲ့မှာပေါင်းပြီး ပါ လိုက် သွားတာဟုတ်ကဲ့ဆရာမရပါပြီဆရာမ နော် ဟုတ်ကျေးဇူးပါပဲဆရာမ ဟုတ်ပါပြီဘာမိတ်ဆွေများရှိမိခွန်းနေရဆရာမတော်ဟွာလေရှေ့ကဆရာမတော်ဣမုံကိုနဲ့တော်တော်လေးလှုပ်ထားပြီးသားဖြစ်နေတယ်လှုပ်ထားပြီးသားဖြစ်နေတယ်ဆိုတော့ဒီဘာမိတ်ဆွေတို့မိခွန်းမဲလှုပ်မလားဆရာမနဲ့အတူတူစာလေးတွေပဲပြန်နှွှေးကြမလားရှင်ခုမေးလိုက်တာမိခွန်းနေရအကုန်လှုပ်ပြီးသားဖြစ်နေဘာဘယ်လိုလှုပ်ချင်လဲ ဟုတ်ဆရာမနောက်တစ်ခုကလေစာမျက်နှာ105မှာလေဟုတ်105နံပါတ်8မှာပါဆရာမ ဒီခွန်ကနံပါတ် 8 8ဟုတ်ပြီ
ဟောအဲ့မှာဆရာမသူကလှုပ်ဆောင်နိုင်သောကိစ္စမှာလေအဲ့ဒီတန်ဒီရဏနှစ်ပါးပေါ့နော်ဆရာမဥပက္ခတန်ဒီရဏနှစ်ပါးကလှုပ်ဆောင်နိုင်တဲ့ကိစ္စမှာဟိုငါးကိစ္စငါးဌာနဆိုပြီးတော့လို့မျိုးငါးခုသွားဖြည့်လို့မရဘူးလားဆရာမ သူကလေဓွာရနဲ့တွဲရတာမဟုတ်လို့နော် อ๋อ ကိစ္စကြီးပဲမေးထားတာမဟုတ် ဆောင်းနိုင်တော့ ယုခဏအင်ရှိတကားပေါက်တကား6ပေါက်မှလွတ်မြောက်သွားတော့ဟလာတကား6ပေါက်ကလွတ်မြောက်သွားတယ်ဆိုတာကစောစောက6ဓာရ၌ဘာဖြစ်တာလဲလွတ်တာ6ဓာရမှာလွတ်တာ2မျိုးရှိတယ်ဖြစ်တာရဲ့လွတ်တာရဲ့ ဟုတ် အဲ့တော့ရှိတယ်ဆိုတော့6ဓာရ၌ယံခါဖြစ်ယံခါလွတ်ယံခါဖြစ်ယံခါလွတ်ကိုကြည့်လိုက်မယ်6ဓာရမှာယံခါဖြစ်ယံခါလွတ်တာဥပ္ပခတန်တိရဏစိတ်2ပါးမဟာဝိပ္ပစိတ်10ပါးဟုတ်လား โอเคဆရာမ နောက်တစ်ခါကြားလို့ရှိရင်6ဓာရကနေအမြဲလွတ်တာကကြတော့မဟက်ကုတ်ဝိပ္ပစိတ်9ပါးအဲ့ဒါကဆရာမတို့ကသိထားတယ် ဟုတ် လွတ်မြောက်သွားတော့တဲ့အဲ့ဒီထဲမှာမှတော့ဗာမေးထားလဲဆိုရင်ဥပိ္ပခတဟကုတ်တန်တိရဏစိတ်2ပါးဤလှုပ်ဆောင်နိုင်သောကိစ္စလိုက်စားနိုင်သောအာယုံသူကကြတော့ရောပြီးတော့မေးထားတာလှုပ်ဆောင်နိုင်သောကိစ္စဆိုတော့ဥပိ္ပခတန်တိရဏလှုပ်ဆောင်နိုင်တဲ့ကိစ္စကဘယ်ကိစ္စတွေလုပ်လဲဆိုတော့ကိစ္စသင်္ကဟမှာကြည့်လိုက်တော့ဘယ်နှကိစ္စလုပ်လဲ5ကိစ္စလုပ်တယ်ဟုတ်လား ဟုတ်ဆရာမ ဟုတ်တယ်နော်လှုပ်ဆောင်နိုင်သောကိစ္စက5ကိစ္စလုပ်တယ်နောက်ပြီးတော့နောက်အဲ့ဒီမှာမေးတာလားလှုပ်ဆောင်နိုင်တဲ့ကိစ္စ5ကိစ္စလို့မထည့်ဘူးလားဆိုပြီးတော့ ဟုတ်တယ်ဆရာမ ဟုတ်ပြီတတိရဏစနပါဤဟုတ်ပြီခဏလေးနော် ဟုတ် လှုပ်ဆောင်နိုင်သောကိစ္စလိုက်စားနိုင်သောအာယုံမိယဝိထုတို့ကိုဖြည့်ဆိုပါတဲ့လွတ်မြောက်သွားသောဥပ္ပခတဟကိုတန်တိရဏစိတ်2ပါးဤတဲ့လှုပ်ဆောင်နိုင်သောကိစ္စဟာဒီမှာ3ကိစ္စထည့်ထားတယ်3ကိစ္စထည့်ထားတယ်ဆိုတော့ဆရာမကနော်သူက6ဓာရ၌ယံခါဖြစ်ယံခါလွတ်6ဓာရ၌ယံခါဖြစ်ယံခါလွတ်တဲ့ဥပ္ပခတန်တိရဏစိတ်ဟာဟိုပါပေါ့သူလှုပ်ဆောင်နိုင်တဲ့ကိစ္စကိုဆရာမကိစ္စသင်္ကန်းမှာတစ်ချက်ကြည့်လိုက်မယ်ကိစ္စသင်္ကန်းမှာကြတော့9ကိစ္စတက်တယ်သူရဲ့9ကိစ္စ9ဌာနကိုတစ်ခါပြန်ကြည့်လိုက်မယ်သူတက်တဲ့ကိစ္စနော်ဘယ်နေရာတွေလဲဆိုတော့ပဋိတန်တိရဲ့ဘဝင်ရဲ့နောက်တစ်ခါကျတော့စုတိရဲ့နောက်တစ်ခါကျတော့တရားယုံရဲ့ ဟုတ် တရားယုံရဲ့နောက်တစ်ခါကြာလို့ရှိရင်တန်တိရဏကိစ္စရဲ့နော်တန်တိရဏကိစ္စရဲ့ဆိုပြီးတော့မှသူကစုစုပေါင်း5ကိစ္စရှိတယ်5ကိစ္စရှိတဲ့ထဲမှာသူကဒီမှာဘာဖြစ်လို့3ကိစ္စပဲရေးလဲဆိုလို့ရှိရင်ဘိကတာကိုတန်တိရဏစိတ်2ပါးဤလှုပ်ဆောင်နိုင်သောကိတတကား6ပေါက်မှလွတ်မြောက်သွားသောဥပိ္ပခတာကိုတန်တိရဏစိတ်2ပါးဤလှုပ်ဆောင်နိုင်သောကိစ္စလိုက်စားနိုင်သောအာယုလှုပ်ဆောင်နိုင်သောကိစ္စဟုတ်တယ်ဒီမှာတော့အနှောက်အယှက်တားဆီးတော့သူဘာတစ်ခုမှမရှိဘူးလှုပ်ဆောင်နိုင်သောကိစ္စယံခါဖြစ်ယံခါလွတ်ယံခါဖြစ်ယံခါလွတ်နဲ့ယံခါဖြစ်ယံခါလွတ်ယံခါဖြစ်ယံခါလွတ်မှာတစ်ချက်ပြန်ကြည့်မယ်ပုံမှာတစ်ချက်ပြန်ကြည့်မယ်6ဓာရမှာဖြစ်လွတ်ဟုတ်ပြီအဲ့ဒီပုတ်ကလေးနော်အဲ့ဒီပုတ်ကလေးကိုမှတ်ထားလိုက်မယ် ဟုတ် ဆ ဆ ရာ ရာ မ မ မှတ်ထားလိုက်မယ်နော်မှတ်ထားလိုက်ပြီးတော့ဆရာမဟိုဟာလေဆရာတော်ကြီးဟိုဟာလေဆရာတော်ကြီးတွေနဲ့တစ်ချက်လောက်ပြန်ပြီးတော့မှဆရာမပြန်ပြီးမယ်နော် ဆရာမ အဲ့ဒီပုတ်က ဆရာမျက်နှာ94မှာဆရာမ ဟုတ် 6 ဆရာမ ဟုတ်ဒွါရ6ပါးမှာဖြစ်လွတ်10ပါးထဲမှာဆရာမဒွါရနဲ့အာယုံတိုက်တဲ့အခါမှာယံခါဖြစ်ဆရာမဒွါရနဲ့အာယုံမတိုက်တဲ့ပရိသန္တိဘဝင်စုတိမှာယံခါလွတ်ဆရာမသူကလွတ်မြောက်သွားတာဆိုတော့အဲ3ခုနဲ့ပဲလွတ်မှာဆရာမ อืม အကြောင်းခါရလို့ပြောရ စာမျက်နှာ နော် 94မှာ ဟုတ်94မှာ ဟုတ်ပြီ 6 ဓာ ဒွါ ရ ရ နဲ့အာယုံတိုက်တဲ့အချိန်မှာ ယံခါဖြစ်ဆရာမ ယံခါဖြစ်ဟုတ်တာပေါ့ ဟုတ်ဟုတ် ဓာရနဲ့အာယုံတိုက်တဲ့အချိန်မှာယံခါဖြစ်နောက်ပြီးတော့အာယုံနဲ့မတိုက်တဲ့အချိန်မှာယံခါလွတ်ဆိုတော့သူကဒီသူကနေပြီးတော့လွတ်မြောက်သွားတယ်ဆိုတော့ဒီ3ခုပဲရေးရတော့မှာဒီ3ခုပဲအမြဲလွတ်တာပေါ့ โอเคโอเค နော် โอเคကျမကဟိုမေကုန်းဟောင်းနေကြတော့မတက်ရအောင်ဆရာမကိစ္စရှိနေတော့လေအမြဲမတက်အဲ့ကြောင့်အဖြေတွေကမသိတော့ကိုယ့်ကိုဖြေထားတာကြီးဆိုမေးဆုံးနေဖြစ် อ๋อ โอเคโอเคဆရာမကျေးဇူးပါတယ်ဆရာမ ဟုတ်ပြီဟုတ်ပြီဒီခါလေးကျရင်ရန်ခါဖြစ်တဲ့ဟာကြားရယူလို့မရအောင်ပေါ့နော်ကဲဒါဆိုရင်ရပြီ
ဒီဒါဆိုရင်ဆရာမတို့လေမိခွန်းတွေကတော်တော်လေးလှုပ်ထားပြီးသားဖြစ်နေတော့စာကြက်လိုက်ကြမယ်လေစာကြက်လိုက်ကြမယ်ဆိုရင်အခုကဘယ်ဟာလေးကြက်မလဲဆိုရင်ကိစ္စဟွာလေးပေါ့မမီးဆွေတို့လွဲဟွာပေါ့နည်းနည်းလေးခက်မဲ့ဟာလေးတွေတွားလိုက်မယ်နည်းနည်းလေးခက်မဲ့ဟာဆိုရင်ကိစ္စသင်္ကဟကိုတွားလိုက်မယ်ကိစ္စသင်္ကဟမှာစာမျက်နှာ61ကိုကြည့်လိုက်နော်ပဋိသန္ဓေကိစ္စဘဝင်ကိစ္စနောက်ပြီးတော့အဝဇ္ဇံကိစ္စဇေယျခွက်ကလေးကိုအရင်ကြည့်လိုက်ဇေယျခွက်ကလေးကိုအရင်ကြည့်လိုက်ပြီးတော့မှဆရာမတို့တွေကဟလာဌာနက10ပါနောက်ပြီးတော့ကိစ္စက14ပါအဲ့ဒါလေးကိုဆရာမတို့အရင်တစ်ခေါက်လောက်ပြန်ဆိုလိုက်မယ်နော်တူတူဆိုမယ်စာမျက်နှာ61ဆရာမနဲ့တူတူတစ်ခါလောက်ဆိုမယ်ကိစ္စသင်္ကဌာန10ပါနဲ့ကိစ္စ14ပါဆောင်ရွက်တော့စိတ်များပဋိသန္ဓေကိစ္စဘဝင်ကိစ္စအဝဇ္ဇံကိစ္စပြင်စဝိညာဉ်ဟလာနောက်ပြီးတော့ပြင်စဝိညာဉ်ဌာနမှာကြတော့ဆရာမတို့ဒီ5ကိစ္စဆိုမယ်မြင်တိကိစ္စကြားတိကိစ္စနံတိကိစ္စစားတိကိစ္စထိတိကိစ္စနောက်တန်တိဆိုင်ကိစ္စတန်တိရဏကိစ္စဝုထောကိစ္စဇောကိစ္စတရားယုံကိစ္စသုတိကိစ္စဟုတ်ပြီကိစ္စ14ပါအဲ့ဒါလေးတွေကဓမ္မမစ္စေတို့ဒါလေးရထားရမယ်ပြီးရင်ဌာန10ပါးလေးရထားရမယ်ပဋိသန္ဓေဌာနဘဝင်ဌာနအဝဇ္ဇံဌာနပြီးလို့ရှိရင်ဆရာမတို့5ကိစ္စဖြစ်တဲ့မြင်နာနေထိတဲ့အဖြစ်မှာပြင်စဝိညာဉ်ဌာနတံတိဆိုင်ဌာနတန်တိရဏဌာနဝုထောဌာနဇောဌာနတရားယုံဌာနသုတိဌာနအဲ့ဒါလေးတွေကမကြာခဏတွဲပြီးရတယ်ဆိုတော့အဲ့ဒီအတွဲလေးပေါ့အဲ့တွဲလေးကိုအရင်ရအောင်ဆိုကြည့်ကြမယ်နော်ဆိုကြည့်ကြမယ်ရပြီးသားဖြစ်ရင်လည်းဆရာမကိုဆိုပြလေရပြီးသားရှိလားဓမ္မမစ္စေတို့တစ်ခေါက်ချက်အောင်မလားပဋိသန္ဓေဌာနဘဝင်ဌာနအဝဇ္ဇံဌာနပြင်စဝိညာဉ်ဌာနတမ္ပတိဆိုင်ဌာနတန်တိရဏဌာနဝုထောဌာနဇောဌာနတရားယုံဌာနသုတိဌာနအဲ့ဒါဟိုမှာကိစ္စ14ပါးနဲ့တွင်းနေဟုတ်ပြီမမြင့်မြင့်ကြီးစုကြည့်ရအောင်နော်ဆရာမတို့ဌာန10ပါးနဲ့ကိစ္စ14ပါးတွဲကြည့်မယ်နော် ဟုတ်ကဲ့ပါဆရာမပရိသန္ဓေကိစ္စပရိသန္ဓေဌာနဘဝင်ကိစ္စဘဝင်ဌာနဒါတနာအဝဇံကိစ္စအဝဇံဌာနဒတနာကိစ္စတဝနာကိစ္စဂာယနာကိစ္စတာယနာကိစ္စဖုတနာကိစ္စကပြင်စဝိညာဌာနတံပရိဆိုင်ကိစ္စတံပရိဆိုင်ဌာနတန်တိရဏကိစ္စတန်တိရဏဌာနဝုထောကိစ္စဝုထောဌာနဇောကိစ္စဇောဌာနတရားယုံကိစ္စတရားယုံဌာနသုတိကိစ္စသုတိဌာနပါဆရာမ ကဲပါကျေးဇူးပါနော်ဒါဆိုလို့ရှိရင်ဆရာမကနောက်တစ်ခါပေါ့ဟိုအမြဲတမ်းတောက်လျှောက်အသုံးပြုရမယ့်ဥစ္စာလေးပေါ့နော်ဇောတိုင်လေးနဲ့ပတ်သက်ပြီးတော့ဆရာမနောက်တစ်ယောက်ကိုမြည်ကြည့်ပါမယ်နော်နောက်တစ်ယောက်ဆိုတော့မမွှေးမွှေးရေမိုက်လေးဖွင့်လိုက်နော် ဟုတ်ကဲ့ပါဆရာမရှင် ဟုတ်ပြီဒီဇောတိုင်နဲ့ပတ်သက်ပြီးတော့ဆရာမတို့တောက်လျှောက်ပေါ့နော်ဟိုဒီဇောတိုင်ကိုအသုံးပြုပြီးတော့မှဘယ်မှာဒီလဲသုံးရမလဲဆိုလို့ရှိရင်ဒွါရသင်္ကာဟမှာလည်းသုံးရမယ်အာရမဏသင်္ကာဟမှာလည်းသုံးရမယ်ဝိထုသင်္ကာဟမှာလည်းသုံးရမယ်နော်အဲ့တော့သုံးရတဲ့အခါမှာအာရမဏသင်္ကာဟမှာဆိုလို့ရှိရင်လေဇောတိုင်တွေကလေဧကံမိတွေအနေကံမိတွေမှာဆိုကွဲသွားတယ်လေဟုတ်တယ်မလားနောက်တစ်ခါကျရင်ဝိထုသင်္ကာဟမှာဆိုလို့ရှိရင်လေဒီဇောတိုင်တွေကပဲမိစတုတေမမီလေးစောက်တွင်းမိမမီလေးဆိုကွဲသွားတယ်ဆိုတော့ဒီဇောတိုင်ကြီးကဆရာမတို့ကအရန်ကိုဟိုတိတိကျကျနားလည်ပြီးတော့ရထားမယ်ဟာမျိုးပေါ့ဒါကြောင့်မို့လို့ဇောတိုင်ဆွဲတာလေးဆရာမကိုပြောပြီးနော်အောက်ကနေစပြီးတော့ ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့အပေါင်းလက္ခဏာလေးဆွဲပြီးအောက်ဆုံးမှာအကုသိုလ်စိတ်12ပါးရေးပါမယ်ပြီးရင်အောက်ကတစ်ပိုင်းလေးမှာကြတော့မဟာကုသိုလ်စိတ်10ပါးရဲ့မဟာကရိယာစိတ်10ပါးရဲ့ရေးပါမယ်နောက်အပေါ်မှာကြ ခဏ တော့ လေးခဏလေးမမွေးရခဏလေးမမွေးရခဏလေးဟိုဆရာမတို့လေဇောတိုင်လေးအရင်ဆွဲမယ်ဆွဲပြီးရင်အောက်ဆုံးမှာအကုသိုလ်စိတ်12ပါးရေးမယ်အပေါ်ဆုံးမှာကြတော့လောကုတ္တရာစိတ်10ပါးရေးမယ်အញ្ញံဆုံးစိတ်နဲ့အကောင်းဆုံးစိတ်ကိုအရင်ရေးမယ်
ရေးပြီးတော့ဘယ်ဘက်အချမ်းမှာကုသိုလ်စိတ်လို့ရေးမယ်ညာဘက်အချမ်းမှာကရိယာစိတ်လို့ရေးမယ်ရေးပြီးတော့မှဆရာမတို့လိုက်ဖြည့်ကြမယ်လीနော်ပြန်ပြောလိုက်နော် ဟုတ်ကဲ့ပေါင်းလက္ခဏာလေးဆွဲပြီးတော့ဇောတိုင်းလေးဆွဲပါမယ်အောက်ဆုံးမှာကြတော့အကုသိုလ်စိတ်12ပါးကိုရေးပါမယ်ဟိုတိုင်ထိတ်မှာကြတော့လောကုတ္တရာစိတ်10ပါးကိုရေးပါမယ်ရေးပြီးတော့မှဒီဘက်မှာကြတော့ကုသိုလ်စိတ်လို့ရေးပါမယ်ဒီဘက်အချမ်းမှာကြတော့ကရိယာစိတ်လို့ရေးပါမယ်နောက်အောက်ဘက်လေးမှာကြတော့မဟာကုသိုလ်စိတ်10ပါးထဲမယ်မဟာကရိယာစိတ်10ပါးဟတိတုတ်ပတ်လေးထဲပါမယ်ပြီးတော့အပေါ်မှာမဟာကုသိုလ်စိတ်10ပါးမဟာကရိယာစိတ်10ပါးထဲပါမယ်နောက်အပေါ်ကအပနာစောလေးမှာကြတော့ယူပကုသိုလ်စိတ်5ပါးရဲ့ယူပကရိယာစိတ်5ပါးလေးထဲမယ်အပေါ်မှာကြတော့အာယူပ4ပါးကုသိုလ်4ပါးရဲ့အာယူပကရိယာစိတ်4ပါးလေးထဲပါမယ်ရှင် ဟုတ်ပြီအဲ့တော့ဇော2မျိုးကပါဇောနဲ့ပါဇောလေ ကာမဇောက29ပါးနဲ့အပေါ်ပိုင်းမှာအပနာဇောက26ပါးဘောင်း55ပါးရပါတယ်ရှင် ဟုတ်ပြီဟုတ်ပြီဟိုကလေဟိုစာဖြေတာပဲဖြစ်ဖြစ်စာရေးတာပဲဖြစ်ဖြစ်အရင်မလောနဲ့နော်ဟိုကလေပုံမှန်လေးသွားပေါ့နော်အရင်လောတဲ့ခါကျရင်တခါလေးကြားလို့ရှိရင်ဆရာမတို့ဟိုအမှားလေးတွေပါသွားတတ်တယ်နော်တတိထားနော်ဟုတ်ပြီအကုသိုလ်စိတ်12ပါးပြီးလို့ရှိရင်ကရိယာဘက်မှာပါရေးမလဲဟတိတုပ္ပစိတ်1ပါးကုသိုလ်ဘက်မှာမဟာကုသိုလ်စိတ်10ပါးကရိယာဘက်မှာမဟာကရိယာစိတ်10ပါးပြီးရင်အဲ့ဒါတွေအလုံးပေါင်းရင်ကာမဇော29ပါးပြီးတော့ဇောရရဲ့အပေါ်ကိုတက်မယ်ဟလာကုသိုလ်ဘက်မှာယူပကုသိုလ်စိတ်5ပါးပြီးတော့ကရိယာဘက်မှာယူပကရိယာစိတ်5ပါးပြီးရင်အပေါ်ကိုတက်မယ်ကုသိုလ်ဘက်မှာအာယူပကုသိုလ်စိတ်4ပါးကရိယာဘက်မှာအာယူပကရိယာစိတ်4ပါးအလုံးပြီးသွားပြီဆိုတော့အပေါ်ကကြတော့အပနာဇော26ပါးစုစုပေါင်းဇော55ပါးဟုတ်ပြီလားအဲ့တော့အရမဏပစ္စည်းကိုတင်စင်တော့ကလေဆီယမတို့တွေကဒီဇောတွေကိုအကုန်လုံးသုံးတာလားသူ့ဟာနဲ့သူတစစီခွဲလိုက်ရလားတစစီခွဲလိုက်ရတယ်နော်တချို့ကအေကန်ထဲမှာပါသွားတယ်တချို့ကအနေကန်ထဲမှာပါသွားတယ်ဟုတ်တာမဟုတ်ဘူးလားဟုတ်တယ်နော်အနေကန်ထဲတော့မှမတူကြဘူးလေအဲ့လိုမျိုးတွေ꿰ရတယ်နောက်ဝိထုသင်္ကဟမှာဆိုရင်လေအိုက်တိုင်းပဲလေမိစတုတေမမီလေးစတွေးမိမမီမှာလေ꿰သွားတယ်ဆိုတော့ဆရာမတို့ကဒါလေးကကြည်ကြည်လေးလေးပြရဖို့လိုတာပေါ့နော်ဟုတ်ပါပြီဒါဆိုရင်ရပါပြီကျေးဇူးပါနော်နောက်တစ်ယောက်သွားမယ်နော်နောက်တစ်ယောက်ကမခင်တီတာကျော်ဆရာမတို့လေတရားယုံမှာပါဝင်ရမယ့်စိတ်တွေကိုအလွတ်ပြောကြည့်ပါအောင်နော်တရားယုံမှာပါဝင်ရမယ့်စိတ်တွေ တရားယုံမှာပါဝင်ရမယ့်စိတ်က17ပါးရှိပါတယ်အဲ့ဒီဟာကမဟာဝိပဿစိတ်10ပါးရဲ့တန်တိရဏစိတ်3ပါးရဲ့တန်တိရဏစိတ်ကဥပိ္ပခတန်တိရဏစိတ်2ပါးသောမနတတန်တိရဏစိတ်1ပါးအားလုံးပေါင်း17ပါးပါဟုတ်တယ်တရားယုံက17ပါးရှိပြီမဲ့လေဆရာမတို့လေဓွာရသင်္ကဟတွေမှာဆိုလို့ရှိရင်ဟိုပါပေါ့စက္ခုဓွာရနဲ့ယူပါယုံနဲ့တိုက်ပြီးဆိုရင်စိတ်အစဉ်တန်းနေဖြစ်လာမဖြစ်ဘူးလားဖြစ်ပါတယ်ရှင်ဖြစ်တယ်နော်ဖြစ်တဲ့ခါကျရင်အဲ့ခါကျရင်တရားယုံကိုဆရာမတို့က17ပါးလုံးရေးလားဘယ်နှပါးရေးလဲရှင်မဟာဝိပဿစိတ်10ပါးပဲယူရပါတယ်ရှင်ဟုတ်ကဲ့တရားယုံကအရှိမပါထားပြီးတဲ့အတွက်ကြောင့်တရားယုံကအရှိတော့တန်တိရဏအရှိကတန်တိရဏတွေမှာပါထားပြီးသားဖြစ်ကြောင့်သူ့ကိုထည့်မိလို့တော့ပါဘူးရှင်ဟုတ်တယ်နော်တန်တိရဏ3ပါးရှင်းမှလည်းပါထားပြီးသားဖြစ်တဲ့အတွက်နှစ်ခါထပ်ပြီးတော့မရေးဘူးပေါ့နော်နောက်တစ်ခါကျရင်ဆရာမတို့ဓွာရသင်္ကဟမှာမနောဓွာရနဲ့ဓမ္မယုံနဲ့တိုက်တဲ့အခါကျတော့ဒီတရားယုံကိုဘယ်နှပါးရေးမလဲရှင်17ပါးပါရှင်အဲ့ကြရင်တော့17ပါးတန်တိရဏ3ပါးကိုထည့်ရေးရပါမယ်ရှင်ဟုတ်ကဲ့ဘာဖြစ်လို့လဲရှင်မနောဓွာရကိုတိုက်တဲ့အချိန်မှာ तू ကပိစဓွာရဝိဇ္ဇန်စိတ်ကနေမစတော့ဘဲနဲ့ तू ကမနောဓွာရဝိဇ္ဇန်ကနေမှစတဲ့အတွက်ကြောင့်စိတ်ဖြစ်တဲ့အတွက်ကြောင့်အယမ်းမြန်နေကြမနောဓွာရဝိဇ္ဇန်စတဲ့အတွက်ကြောင့် तू ကမနောဓွာရဝိဇ္ဇန်စိတ်မှာစတန်တိရဏမပါတော့တဲ့အတွက်ကြောင့်တန်တိရဏကိုထည့်ရတာပါဟုတ်တယ်တန်တိရဏဟိုထည့်ရတော့တရားယုံက17ပါးဖြစ်သွားတာပေါ့နော်17ပါးဖြစ်သွားတယ်ဟုတ်ကဲ့ပါရပြီနော်ကျေးဇူးပါမဆုမုံပြည့်ရေမိုက်လေးဖွင့်လိုက်နော်ဟုတ်ကဲ့ပါရှင်ကျမတရားမလေးဘဝတစ်ခုမှာဒီဟိုဟာတွေမှာလေကိစ္စသင်္ကားတွေမှာဘဝတစ်ခုမှာတူမြဲတရား3ပါးရှိတယ်အဲ့ဒါဘယ်ဟာတွေလဲပြောကြည့်ပေးနော်ဟိုပါပဋိတန်တိစိတ်ရဲ့ပဋိတန်တိစိတ်ရဲ့ဘဝင်စိတ်ရဲ့သုတိစိတ်ရဲ့19ပါးကြီးပေါ့ဟုတ်တယ်ပဋိတန်တိစိတ်19ပါးဘဝင်စိတ်19ပါးသုတိစိတ်19ပါးနော်အဲ့19ပါးကိုရေတွက်ပြနော်ဥပေက္ခတန်တိရဏစိတ်2ပါးဥပေက္ခတန်တိရဏစိတ်2ပါးမဟာဝိပဿစိတ်10ပါးရူပ
ဝိပတ်စိတ်5ပါးအရူပဝိပတ်စိတ်4ပါးပေါင်း19ပါးပါရှင် ဟုတ်တယ်နော်ပဋိသန္ဓေစိတ်က19ပါးဆိုရင်ဘဝင်စိတ်ကလည်းဘယ်နှပါးပဲလေ 19ပါးပါရှင် ဟုတ်ပြီသုတိစိတ်ကရော 19ပါးပါပဲရှင် 19ပါးပဲနော်ဟုတ်ပြီအဲ့ဒီ19ပါးဒီ19ပါးသောစိတ်တွေကိုဆရာမတို့လေဟိုမှာဘယ်မှာတင်လဲဆိုလို့ရှိရင်ဒွါရသင်္ကဟလည်းတင်ရောသူတို့ကိုနာမည်ဘယ်လိုပေးလိုက်လဲအဲ့19ပါးသောစိတ်တွေကိုစာမျက်နှာ94မှာဘယ်လိုတင်လိုက်လဲဒွါရဝိမုတ်စိတ် အော်ဟုတ်ဘာသာဝိမောစိတ်19ပါး အဲ့19ပါးဟုတ်တယ်နော်ဆရာမတို့တွေကဟိုပါပေါ့ဒွါရသင်္ကဟကိုတင်တဲ့ခါကျတော့ဆရာမတို့မှာရှိတဲ့ဒွါရ6ပါးနဲ့ပတ်ဝန်းကျင်မှာရှိတဲ့အာယုံ6ပါးတိုက်ဆိုင်တဲ့ခါကျတော့အချီးနှီးဖြစ်သွားတာလားစိတ်စင်တန်းနေဖြစ်သွားတာလား စိတ်အစဉ်တန်းကြီးဖြစ်သွားပါရှ စိ င် တ်စင်တန်းနေဖြစ်သွားတာဒါပေမဲ့လေတချို့သောစိတ်တွေကတော့တဲ့အဲ့ဒါလိုဒွါရနဲ့အာယုံနဲ့တိုက်ပြီးဖြစ်တာမဟုတ်ဘူးတဲ့အတိတ်ကံကြောင့်သူ့ဘာသာသူကိုဘာဖြစ်လဲဖြစ်ရတာတဲ့ ဖြစ်လာတာ အဲ့ဒီဖြစ်ရတဲ့စိတ်တွေကိုဘယ်ဒွါရနဲ့မှမတိုက်ပဲဖြစ်တာမဟုတ်လို့ဘာစိတ်လို့ခေါ်လဲ ဒွါရဝိမုတ်စိတ် ဒွါရဝိမုတ်စိတ်ဘယ်နှပါးလဲ 19ပါပါရှင် 19ပါးဆိုတော့ဆောစောကပြောတဲ့စိတ်တွေပဲဟုတ်လား ဟုတ်ပါရှင် ဟုတ်တယ်နော်ဒါပေမဲ့လေဆရာမတို့ကဒွါရသင်္ကဟကိုတင်တော့တေးသေးချာချာအသေးစိတ်လေးတင်လိုက်ကော19ပါးလို့ပြောပြီးမဲ့လေတဲ့တချို့သောစိတ်တွေကတော့ဘာဖြစ်လဲဒီ6ဒွါရလုံးကနေအမြဲလွတ်ပေမဲ့တချို့သောစိတ်တွေကတော့6ဒွါရမှာယံခါလေးဖြစ်တယ်ယံခါလေးလွတ်တယ်ဆိုပြီးတော့တင်ရလားမတင်ရဘူးလား ဟုတ်ကဲ့တင်ရပါရှင် ဒါဆိုရင်အဲ့ဒီ19ပါးသောစိတ်တွေမှာ6ဒွါရလုံးက6ဒွါရကနေအမြဲတမ်းလွတ်တဲ့စိတ်တွေကပဲစိတ်တွေလေ ဟုတ်ပါမဟာကုတ်ဝိပတ်စိတ်9ပါပါရှင် ဟုတ်တယ်။9ပါးကဘာနဲ့ပေါင်းထားတာလဲ ရူပဝိပတ်စိတ်5ပါးနဲ့အရူပဝိပတ်စိတ်4ပါးပေါင်းထားတာပါရှင် ။ဟုတ်တယ်။အဲ့ဒီ9ပါးသောစိတ်တွေကတော့ဒွါရ6ပါးလုံးကနေအမြဲတမ်းလွတ်တယ်။ဘယ်တော့မှမတိုက်ဖဲနဲ့ဘာဖြစ်လဲအတိတ်ကံကြောင့်ဖြစ်တာ။ဒါဖြစ်ရင်ဒွါရ6ပါးကနေယံခါလဲဖြစ်တယ်ယံခါလဲလွတ်တယ်ဆိုတဲ့စိတ်တွေရှိသေးတယ်နော်19ပါးတွေက။အဲ့ဒါပဲစိတ်တွေလေရှင် ဥပ္ပခာတန္တိရဏစိတ်2ပါးနဲ့မဟာဝိပတ်စိတ်10ပါးပါရှင် ။ဟုတ်တယ်သူတို့ကြတော့ယံခါဖြစ်ယံခါ ယံ လွတ် ခါလွတ် ပြီပါ။ယံခါဖြစ်ယံခါလွတ်အမြဲလွတ်တာကဘယ်နှပါးလဲ9 9 ပါး ပါး ဟုတ်ပြီနော်ပါပြီကျေးဇူးပါနော်ဒါဆိုရင်ဆရာမတို့နောက်တစ်ယောက်သွားမယ်နော်နောက်တစ်ယောက်သွားမယ်ဆိုလို့ရှိရင်အခုဆရာမတို့ဟိုဟာလေးကိုရောက်သွားပြီစာမျက်နှာ93 94ဟိုဒါလေးတွေကနည်းနည်းလွယ်တယ်ဆိုတော့နည်းနည်းကြော်လိုက်နေဆရာမတို့အာရမဏသင်္ကဟကိုသွားလိုက်မယ်အငယ်ဥက္ကဋ္ဌထွန်းရှင်အာရမဏသင်္ကဟကိုကြည့်ပေးပါအောင်နော်စာမျက်နှာ90ပါအာရမဏသင်္ကဟအာရမဏသင်္ကဟကိုလေ့လာမယ်ဆိုရင်အငယ်ဟာလေးဆရာမတို့အာယုံဘယ်နှပါရှိပါလဲရှင် အာရမဏသင်္ကဟ ဟုတ်ကဲ့ အာယုံ ဘယ် 6 နှ ပါးရှိပါတယ် ဟုတ်ကဲ့အာယုံ6ပါးကသူ့အတူနေမှာလားဒွါရ6ပါးနဲ့တိုက်မှာလားရှင် အာယုံ6ပါးဆိုတော့ဒွါရ6ပါးနဲ့တိုက်ရမယ်စိုက်ကမှာ ခုတိုက်တဲ့အခါမှာအခုအငယ်ကြည့်နေတဲ့စာအုပ်ကလေးကအာယုံ6ပါးတွေကဘာအာယုံပါလဲရှင် ယူပါယုံမှာ ဟုတ်ပြီနောက် ယူ တစ် ပါ ခါ ယုံက နေတာကအငယ်ကြည့်နေတာကဒွါရ6ပါးတွေကဘယ်ဒွါရပါလဲရှင် စေကုဒွါရ ဟုတ်ကဲ့သူတို့နှစ်ခုတိုက်ဆိုင်တဲ့အခါမှာဖြစ်သွားတဲ့စိတ်အစဉ်တန်းလေးကိုအငယ်အလွတ်ရရင်လည်းအလွတ်ပြောကြည့်နော်အလွတ်မရရင်လည်းကြည့်ပြောပါရှင် စေကုဒွါရဒွါရိကစိတ်ဟို46ပါးရပါတယ် ဟုတ်ကဲ့ရှင်ဟိုဟာလေအဖေကဖြစ်သွားတဲ့စိတ်ကလေးတွေပြောပြပါဦးလေ ဟောအထက်ပြည့်မဲ့စိတ်ကအာရမဏစိတ်ကဟို ပင်စဒွါရဝိဆ ပြ န်း စ္ စိ ဆာ တ် ဒွါရဝင်စားစိတ်ကတပါစေကုဒွါရဝင်စားစိတ်ဝိဝိဝိ ဝိ ညာဉ် ညာဉ်စိ စေ တ်က ကုဝိညာဉ်စိတ်က2ပါးတမ္ပဇင်ဆိုင်က2ပါးနောက်ပြီးတော့တန်တိရဏက2ပါးနောက်ပြီးတော့ဝူထောကဟိုဒီဘာခေါ်
ဝုတ်ထောမနောဒွါရဝိ မ သံ နော စိ ဒွါ တ် ရ တာ ကတပါနောက်ပြီးတော့ဇောကကုသိုလ်က8ပါးကရိယာက8ပါးနောက်ဓမ္မယုံဓမ္မယုံကမဟာဝိရက8ပါးအလုံးစိတ်အမိပါကသက္ခုဒွါရဓာရိကစိတ်46ပါး ဟုတ်ကဲ့ပါငယ်ဒါဆိုလို့ရှိရင်အငယ်ကြည့်လိုက်မယ်နော်ဆရာမတို့တွေဟုတ်လားအာယုံကကြတော့5မျိုးထိပဲကြည့်မယ်ဓမ္မယုံကိုခြံထားလိုက်မယ်ရှင်ယူပါယုံကနေဖောထဖာယုံနောက်ဒွါရကကြတော့5ဒွါရပေါ့နော်စက္ခုဒွါရကနေကာယဒွါရသူတို့တွေတိုက်ဆိုင်နိုင်အရှိဆုံးကစိတ်တွေတူလားရှင်ပြင်စဒွါရဝိသံစိတ်တစ်ပါးတူတယ်နော် အဲ့ဒါတွေအကုန်လုံးတူနေပြင်စဒွါရတစ်ပါးရဲ့နောက်ဝိစာကဝိညာဉ်ကလည်းပဲသူက2ပါးစီဖြစ်နေတူတယ်နောက်ပြီးတော့တန်တိရဏလည်းတူတယ်နောက်ပြီးတော့ အငယ်ခဏလေးရှင်အငယ်ခဏလေးနော်ဆရာမနဲ့ပြောကြည့်မယ်ဝိညာဉ်စိတ်တွေကြတော့မတူတော့ပါဘူးရှင်ဒုတိယခွက်ကိုကြည့်လိုက်ပါစက္ခုဒွါရဆိုရင်စက္ခုဝိညာဉ်စိတ်က မတူတော့စက္ခုရဲ့နောက်ပြီးတော့သောတာရဲ့ကာဏရဲ့ဇေဝရဲ့နောက်ပြီးတော့ကာယရဲ့သူကပွာပါတယ်အမေမလို့တန်တိရဏကြတော့တူတယ်နောက်ပြီး တမ် တော့ တိတ်ဆိုင်စိတ်နှစ်ပါးတမ်တိတ်ဆိုင်စိတ်နှစ်ပါးတူတယ် နှစ်ပါးတူတယ်နောက်တန်တိရဏကလည်း သုံး တူတယ်သုံးပါးစီနောက်ဝုထောကလည်းတူတယ်နောက်ဇောကိုကြည့်မယ်ဆိုလည်းဒီပတ္တပါယုံချိကိုသူကအတူတူ ကာ ပဲ မ ဖြစ် ဇော နေ 29ပါးလုံးလည်းတူတယ် တူနေနောက်ပြီးတော့ ဟုတ်ကဲ့ သရာယုံက သရာ လည်း ယုံ ပဲတူတယ် မဟာဝိရစိတ်ရှိပါလေ 8ပါး တူတယ်ဟုတ်ကဲ့ပါအငယ်ဟုတ်ကဲ့အားလုံးတူတယ်နော်ဆရာမတို့ဓမ္မယုံနဲ့မနောဒွါရတိုက်တဲ့ခါကျတော့အဲ့ဒါကြတော့မတူတော့ဘူးနော်စိတ်တွေက ဓမ္မယုံကတခြားစီမျိုးတော် မ တော်လေး နော ကို ဒွါရ ပွား ဝိ ပါ သံစိတ်တစ်ပါ မနော း ဒွါရဝန်စံစိတ် သံစိတ်တစ်ပါးဇော55ပါး ဟုတ် တရားယုံကကြတော့17ပါးဖြစ်သွားတယ်ဟုတ်လားအငယ် ဟုတ်ကဲ့ ဟုတ်ကဲ့ပါ ကျော်ကြတော့ငါတို့တဲ့55ပါ ဟုတ်ကဲ့ ဟုတ် ဒါယုံက သရာ 17 ယုံ ပါး က ဖြစ်တယ် 7 နော် ပါဖြစ်သွားဟုတ်တော့မနောဒွါရစိတ်ကသူက55ဖြစ်69ပါဖြစ်သွား ဟုတ်ကဲ့ပါမမရင်အငယ်ကျေးဇူးတင်ပါတယ်ရှင်ဟုတ်ပြီမအီဆက်ဆက်ဘုံရေဆရာမတို့လေအခုဟိုပေါ့ဒီအာရမဏသင်္ကဟတွေကပေါ့နော်ယူပါယုံကနေဖောထဖာယုံထိပေါ့နော်အဲ့ဒီအာယုံ၅ပါးနဲ့ဓာရ၅ပါးတိုက်တဲ့အခါမှာဖြစ်တဲ့စိတ်တွေကိုပေါင်းပြီးပြောပြပါရှင်ဖြစ်တဲ့စိတ်တွေကိုပေါင်းပြီးပြောပြပါရှင် ပြမတီလို့လားဟိုဟာယူပါယုံနဲ့စက္ကုဒွါ ယူ ရ ပါယုံကနေဖောထဖာယုံထိရဲ့ ဟုတ် နောက်တစ်ခါကျတော့ဓာရကကျတော့စက္ခုဓာရကနေကာယဓာရထိရဲ့ပေါ့နော်အဲ့ဒီမှာအာယုံ၅ပါးနဲ့ဓာရ၅ပါးတိုက်ပြီးပေါ့တိုက်တဲ့အခါမှာဖြစ်တဲ့စိတ်တွေကိုဆရာမကိုပေါင်းပြီးပြောပြပါရှင်ဆရာမတစ်ခုတည်းမပြောတော့ပေါင်းပြောလိုက်မယ်တူတာတွေကိုတစ်ခုပဲပြောမယ်လေပင်စဓာရဝိဇ္ဇန်စိတ်တစ်ပါးမတူတာတွေကြတော့မတူတယ်လို့ပြောမယ်လေ အော်ဟုတ်ကဲ့ဆရာ နော် ပြင်စာတော်တော်ဝန်စံစိတ်တ ဇ ပါ န်စိတ်တစ်ပါး ပြင်စာနော်ပြင်စာတော်တော်ဝန်စံစိတ်တပါနောက်ပြီးတော့ပြင်စာဝိညာဉ်စိတ်2ပါး အော်အဲ့လိုမပြောအောင်အကုန်လုံးပေါင်းပြောမယ်ဆိုတော့ပြင်စဝိညာဉ်10ပါး ဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ 10ပါးလို့ပြောရမယ်လေသူကဘာလို့လဲဆိုတော့မတူဘူးလေစက္ခုဝိညာဉ်2ပါးသောတာဝိညာဉ်2ပါးဟုတ်လား ဟုတ်ကဲ့ ကာ ပါ ဏဝိညာဉ်2ပါးဇိဝဝိညာဉ်2ပါးကာယဝိညာဉ်2ပါးသူတို့၅ခုကမတူဘူးလေမတူဘူးဆိုတော့ကျမတို့ကပေါင်းပြောလို့မရအောင်စုစုပေါင်း10ပါးဟုတ်လားတွေပြင်စဝိညာဉ်10ပါးဟုတ်ပြီဆက်ပြောပါရှင် ဟုတ်ကဲ့ပြင်စာတော်တော်ဝန်စံ1ပါးတွေးပြင်စာဝိညာဉ်စိတ်10ပါးတပရဆိုင်2ပါးတတိယနာစိတ်3ပါးဘုဒ္ဓမနောတော်တော်ဝန်စံစိတ်1ပါးပြီးတော့ဇောကကြတော့ကမ္မဇော29ပါးတတာယုံကမဟာဝိပဿနာ8ပါးပါဆရာမ ဟုတ်ကဲ့ပါ
ဒါဆိုရင်ငါး द्वार နဲ့ငါးအာယုံနဲ့တိုက်တဲ့စိတ်တွေပေါ့နော်တိုက်တဲ့စိတ်တွေကကြတော့အဲ့ဒါဆရာမတို့အဲ့ဒါကိုဘယ်မှာပြန်ကြည့်မလဲဆိုရင်ဓမ္မမိတ်ဆွေတို့ဒီမှာပြန်ကြည့်လိုက်ပါရှင်စာမျက်နှာ62မှာပြန်ကြည့်လိုက်ပါပင်စ द्वारी ကစိတ်54ပါခုဆရာမဆိုခိုင်းတဲ့စိတ်နဲ့ပင်စ द्वारी ကစိတ်54ပါနဲ့အတူတူပဲနော်ပင်စ द्वारी ကစိတ်54ပါငါး द्वार ၌ဖြစ်သောစိတ်ပေါင်း54ပါဟုတ်လားရှင်ဟုတ် ဟုတ် တယ် ပါတယ် နော် ဆရာမ အဲ့ဒါငါး द्वार နဲ့ငါးအာယုံနဲ့တိုက်တဲ့စိတ်လို့ဆရာမတော်မှဘေးမှာရေးထားလို့ပြောသေးတယ်နော် ဟုတ်ကဲ့ပါ အဲ့တော့ द्वार သင်္ကဟနဲ့အာရမဏသင်္ကဟဇေယကွက်ကတူတူပဲद्वार သင်္ကဟကြတော့ द्वार 6ပါးကိုရှေ့ပို့လိုက်တယ်အာရမဏသင်္ကဟကြတော့အာယုံ6ပါးကိုရှေ့ပို့လိုက်တယ်အထဲမှာရတဲ့စိတ်တွေအကုန်လုံးကဘာဖြစ်လဲအတူတူတွေကြီးပဲနော်အတူတူတွေကြီးပဲကဲဒါဆိုရင်ဒါလေးကိုသိသွားပြီဆိုတော့အခုဟာပေါ့နော်ဟုတ်ကဲ့မအစ်ဆက်ဘိုးကျေးဇူးတင်ပါတယ်နောက်တစ်ယောက်သွားမယ်နော်နောက်တစ်ယောက်သွားမယ်ဆိုလို့ရှိရင်ဆီယမကဒီတစ်ခါကျတော့ဘယ်လိုမျိုးလုပ်ချင်တာလဲဆိုလို့ရှိရင်ငါး द्वार နဲ့ငါးအာယုံနဲ့တိုက်တဲ့စိတ်တွေတော့တည်သွားပြီအခုကျတော့ဓမ္မယုံနဲ့မနော द्वार နဲ့တိုက်တဲ့စိတ်တွေပေါ့တိုက်တဲ့စိတ်တွေရဲ့ငါး द्वार နဲ့ငါးအာယုံနဲ့တိုက်တဲ့စိတ်တွေကိုပေါင်းပြီးရေးတော့မယ်ရှင်ပေါင်းပြီးရေးတော့မယ်ဆိုလိုချင်တာကတော့ द्वार 6ပါးနဲ့အာယုံ6ပါးတိုက်တဲ့စိတ်တွေကိုဆရာမတို့ပေါင်းပြီးရေးတော့မယ်ဒီအာရမဏသင်္ကဟနဲ့ဝိထုသင်္ကဟကိုလည်းကူးလို့ရတယ်ကျန်တာတွေလည်းဆရာမတို့တွက်လို့ရတာပေါ့နော်တွက်လို့ရတယ်ဆိုတော့မမစ်စီတို့စာရွက်ကလေးတွေထုတ်လိုက်ပါလားအလေးကျင့်လေးဖြစ်အောင်တစ်ခါလေးလုပ်ကြည့်လိုက်မယ်ကဲစောစောကဟလာပြောခဲ့တဲ့ द्वार 6ပါးနောက်ပြီးတော့အာယုံ6ပါးဒါမှမဟုတ်ရင်လေအာယုံ6ပါးနဲ့ द्वार 6ပါးတိုက်ဆိုင်တဲ့စိတ်တွေကိုအကုန်လုံးပေါင်းရေးတော့အကုန်လုံးပေါင်းရေးမယ်ဆိုတော့အဲ့ဒါလေးကိုပေါင်းရေးဖို့အတွက်ဟုတ်ပြီနော်ဆရာမတို့ဝိထုသင်္ကဟလေးကိုလည်းရဖို့လေလို့မတော်အေးဝင်းကဲပါဆရာမ ကဲမဟွာလေဆရာမနဲ့တူတူပေါင်းရေးကြည့်မလားရှင် द्वार 6ပါးနဲ့အာယုံ6ပါးတိုက်ဆိုင်တဲ့အခါမှာဖြစ်တဲ့စိတ်တွေအကုန်လုံးပေါင်းရေးမယ်လေ ဟုတ်ကဲ့ပါဆရာမ အဲ့ဆိုစပြောတော့မယ်မပထမဆုံးရေးမဲ့စိတ်ကိုပြောပါ ပင်စ द्वार ဝဇန်စိတ်ကိုပြောအဲ့လိုမျိုးလားဆရာမ ဟုတ်ပါတယ်ရှင်ဟုတ်ပါတယ် ပင်စ द्वार ပေါင်း ဝ ပြီး ဟုတ် ပင်စ द्वार ဝဇန်သိတပါဆက်ပြောပါမ တွေးပင်စဝိညာဉ်10ပါ ဟုတ်ပြီတွေးပင်စဝိညာဉ်10ပါဆက်ပြောမယ်စက်တိုက်ပြောသွားမယ် တ ရှင် န်တီရဏ3 တံပတိဆိုင် တန်ပတိဆိုင်စိတ်2ပါး တံပတိဆိုင်စိတ်နှစ်ပါး တန်တီရဏ3ပါး တန်တိရဏစိတ်3ပါးဟုတ်ကဲ့ မနော द्वार ဝဇန်စိတ်1ပါး ဟုတ်ကဲ့ ဇောကကာမဇောက29ပါး ဟုတ်ကဲ့ တရားယုံကကာမ လေး ဇော တရားယုံမသွားသေးဘူးရှင်တရားယုံမသွားသေးဘူးအမစာအုပ်ကိုကြည့်လိုက်အောင်နော်စာမျက်နှာ69မှာကြည့်လိုက်အောင်အာယုံ6ပါးနဲ့ द्वार 6ပါးတိုက်တဲ့စိတ်ဆိုတော့လေအမဇောမှာဘယ်လောက်ရမှာလဲတေချာပြန်တွက်ကြည့်ပါအောင်ရှင်အားလုံးပေါင်းရေးလိုက်တာဆိုတော့ဇောမှာဘယ်နှပါးရမလဲရှင် ဇောကအာယုံ6ပါးဆိုဓမ္မယုံအထိပေါ့နော်ဆရာမဓမ္မယုံအထိပေါ့ 6ပါးနဲ့အာယုံ6ပါးနဲ့ द्वार 6ပါးတိုက်တဲ့စိတ်တွေကိုပေါင်းရေးတာရှင်ပေါင်းရေးတာဆိုတော့ဇောကအပေါ်မှာကာမဇောတွေပါတယ်လေမနော द्वार မှာကြတော့ကာမဇောအပ္ပနာဇောပါတယ်လေအဲ့ဒါကိုပေါင်းရေးမယ်ဆိုဇောဘယ်နှပါးရမလဲရှင် ဇောက55ပါးပါဆရာမ ဇော55ပါးဟုတ်ပါပြီတရားယုံဆက်ပြောပါရှင် ဒါယုံက7ပါးပါဆရာမ တရားယုံကဘာဖြစ်လို့7ပါးလဲရှင်တရားယုံက10ပါးပဲရရမယ်နော်အပေါ်အရှိမတန်တိရဏ3ပါးပါထားပြီးသားဆိုတော့လေ7ပါးလို့မတွက်တော့ဘူးတရားယုံက10ပါးပဲရမယ် ဓမ္မယုံအတွက်ထည့်မတွေ့ရဘူးဆရာမဓမ္မယုံအတွက်ထည့်မတွေ့ရဘူးဆရာမ တရားယုံတွေကတန်တိရဏ3ပါးထည့်မတွက်ရတော့ဘူးအရှိမတန်တိရဏ3ပါးပါပြီးသားမဟုတ်လို့လေ
ကဲ့ ပါ ပါ ပြီး ဆရာ သား မ ဆိုတော့နှစ်ခါမတွက်တော့ဘူးဆိုတော့တရားယုံကမဟာဝိဘက်စိတ်၈ပါးပဲတွေ့ရမယ် ဟုတ်ကဲ့ပါ မဟာဝိဘက်စိတ်၈ပါးပဲတွေ့ရမယ်ဒါဆိုရင်ကုန်ပြီလားရှင်တွေ့ရအောင် ဟုတ်ကဲ့ပါရှင်ကုန်သွားပါပြီ ရင် ဆ ဆ ရာ င်မကိုပေါင်းပေးပါအောင်အခုအမပြောတဲ့စိတ်တွေအကုန်လုံးအမတော်အေးဝင်းပြောတဲ့စိတ်တွေအကုန်လုံးပေါင်းလိုက်ပါရှင်ဘယ်နှပါးရလဲရှင် ပိစဒွါရဝဇန်တစ်ပါးတွေးပိစဝိညာဉ်10ပါးဆိုတော့17ပါးနောက် ဟုတ် ဒီတံပတိဆိုင်က2ပါးဆိုတော့12ပါးတန်တိရဏ3ပါး15ပါးမနောဒွါရဝဇန်တစ်ပါးဆို ခဏ တော့ လေးအမဟိုလေပေါင်းတာမှားနေပြီရှေ့က17ပါးရဲ့2ပါးရဲ့ပေါင်းတော့73ပါးရှင် 73ပါးဟုတ် ဟုတ်ကဲ့73ပါးနဲ့3နဲ့ပေါင်းတော့ 16ပါး ဟုတ် မ ကဲ့ နောဒွါရဝဇန်နဲ့ဆိုရင်18ပါးဇောက55ပါးဆိုတော့19 82ပါး ဟုတ်ကဲ့ 82ပါးနောက်တရားယုံက10ပါးဆိုတော့60ပါးဟုတ်လားဆရာမ 82ပါးနဲ့8နဲ့ပေါင်းတော့ 80ပါး82ပါးနဲ့10နဲ့ပေါင်းတော့80ပါးပါဆရာမ 80ပါးဒါဆိုရင်ဒွါရ6ပါးနဲ့အာယုံ6ပါးတိုက်တဲ့အခါမှာရနိုင်တော့စိတ်စုစုပေါင်းကဘယ်နှပါးလဲရှင် 80ပါး 80ပါဆင်မတို့စိတ်တွေတင်ထားတာဘယ်နှပါလို့တင်ထားလဲရှင် အကျဉ်း89ပါဆရာမ ဟုတ်ကဲ့ဘယ်နှပါလို့နေပါလဲ 9ပါးလိုပါတယ်ဆရာမ အဲ့ဒီ9ပါဘယ်ရရှာမလဲရှင် ဒွါရဝိမှုစိတ် ဒွါရဝိမုတ်စိတ်9ပါဟုတ်တယ်နော်အဲ့တော့ဓမ္မမိတ်ဆွေများရှင်ဒွါရဝိမုတ်စိတ်9ပါနဲ့ပေါင်းလိုက်ရင်စိတ်စုစုပေါင်းဘယ်နှပါရမလဲ89ပါအဲ့ဒါလေးကစာမေးပွဲပြင်မဲ့ဓမ္မမိတ်ဆွေတွေအဲ့ဒီစိတ်စင်တန်းကအလွတ်ကိုရထားမှရမယ်နော်ဘာလို့လဲဆိုတော့အဲ့ဒါကိုပဲသုံးပြီးတော့ဆရာမတို့တွေအာရမဏသင်္ကဟတို့ဝိထုသင်္ကဟတို့နော်အဲ့ဒါဒီမှာဆရာမတို့ကတောက်လျှောက်သုံးသွားရမှာဖြစ်တယ်နော်ကြည့်လိုက်ပါဓမ္မမိတ်ဆွေတို့ရဲ့မှတ်စုစာအုပ်စာမျက်နှာ68 69ကိုကြည့်လိုက်ပါရှင်68 69မှာဆိုလို့ရှိရင်လေအခုဆရာမတို့ပေါ့နော်ဒွါရ6ပါးနဲ့အာယုံ6ပါးတိုက်ဆိုင်တဲ့အခါမှာဖြစ်တဲ့စိတ်ထဲကနေပဲဟဲ့လားကာမအာယုံပြဉ္ညတ်အာယုံမဟက်ကုတ်အာယုံတွေကိုရှားရတာမဟုတ်ဘူးလားဟုတ်တယ်နော်ဒီစိတ်စင်တန်းတွေကပဲသွားရှားရတာလေနောက်ဒီအနေကံအာယုံပြုကိုလည်းကြည့်လိုက်ပါအောင်အနေကံအာယုံပြုမှာလည်းအဲ့ဒီတိုင်းပဲဆရာမတို့တွေကဒီဟဲ့လားဒီ89ပါးအခုရေးထားတဲ့စိတ်စင်တန်း89ပါးတွေကပဲရှာပြီးတော့မှရေးပေးရတာဆိုတော့ဒါတွေကလုံးဝကြည်နေမှရမယ်နော်လေကြည်ပြီးတော့လုံးဝရနေမှရမယ်နော်ဒါမှအာရမဏသင်္ကဟကိုလည်းဓမ္မမိတ်ဆွေတို့ဟိုဖြေနိုင်မယ်ဝိထုသင်္ကဟကိုလည်းဖြေနိုင်မှာဖြစ်ပါတယ်ဒီဟုတ်ပြီဒါလေးပြီးသွားပြီဆိုတော့ဆရာမတို့စာမျက်နှာ101ကိုသွားမယ်စာမျက်နှာ101မှာဝိထုသင်္ကဟမှာဆရာမတို့ကအခုရေးထားတဲ့89ပါးကိုဓာတ်3မျိုးနဲ့ခွဲမယ်ပေါ့နော်ဓာတ်3မျိုးနဲ့ခွဲတာကိုဆရာမကိုအမတော်ဟောစားပေါ့မအင်းနယ်ဆရာမကိုဓာတ်3မျိုးခွဲပြနော်ဓာတ်3မျိုးဘယ်ဟာတွေကဘာဓာတ်တွေလဲဆိုတာခွဲပါအောင်ရှင် မနောဓာတ်ရဲ့မနောဝိညာဏဓာတ်ရဲ့လေဆရာမအဲ့ဒါတွေခွဲပြမှာ ဟုတ်ပါတယ် ဟုတ် ဓာတ်3မျိုးကဘာအခုရေးထားတဲ့စိတ်စင်တန်းတွေကဓာတ်3မျိုးပိစဒွါရဝိတ္တစိတ်တစ်ပါးနဲ့တန်တိဆိုင်စိတ်တစ်ပါးကမနောဓာတ်3ပါ 3ပါနောက် ဟုတ် ပြီးတော့ ပြီ တွေးပြင်စားဝိညာဉ်စိတ်တွေးပြင်စားဝိညာဉ်10ပါးကပြင်စားဝိညာဉ်ဓာတ်10ပါး ဟုတ်ပြီ 10ပါးအဲ့ဒါနောက်ပြီးတော့မနောဝိညာဏဓာတ်86ပါးကဒါတော့တန်တိရဏစိတ်3ပါးဝုထောစိတ်က1ပါးဇောက55ပါးတရားယုံက10ပါးအဲ့ဒါကြတော့ ကိုဝိပက်စိတ်9ပါ မဟာကဝိဘတ်စိတ်9ပါအဲ့ဒါကြတော့မနောဝိညာဏဓာတ်86ပါ ဟုတ်ပါပြီအဲ့တော့စိတ်89ပါကိုဓာတ်ဘယ်နှမျိုးခွဲလို့ရလဲ3မျိုး မျိုး အဲ့3မျိုးကပြန်ပေါင်းကြည့်မယ်3ပါရယ်10ပါရယ်86ပါရယ်ပြန်ပေါင်းရင်ဘယ်လောက်ပြန်ရမလဲ 3ပါး10ပါး86 စိတ် 89ပါးရတယ်ဆိုမှာ 89ပါပြန်ရတယ် 89ပါး အဲ့တော့ဘုရားရှင်ကစိတ်89ပါကိုဘယ်လိုခွဲလိုက်တာလဲဆိုတော့ဓာတ်3မျိုးခွဲပေးလိုက်တာဟုတ်ပြီနော် ဟုတ်ကဲ့ အဲ့တော့တချို့သောစိတ်တွေက
နည်းနည်းလေးပဲတည်တယ်တချို့သောစိတ်တွေကတော့အသင့်တည်တယ်ပေါ့နော်တချို့သောစိတ်တွေကတော့ထူးထူးခြားခြားပေါ့နော်ပိုင်းခြားခြားတည်တယ်ဆိုပြီးတော့ဓာတ် 3 မျိုးခွဲပေးလိုက်တာဟုတ်ပြီလားအဲ့ဒါဓာတ် 3 မျိုးဟုတ်ပြီအဲ့ရနေပြီးတော့မှဆရာမတို့ကြီးစာမျက်နှာ102ကိုသွားတယ်အဲ့တော့ဆရာမတို့တွေကဝိထုသင်္ကဟဆိုတဲ့အတိုင်းပဲဘယ်ဝိထုမှာဘယ်ဓာတ်တွေမှီလဲဆိုတာကိုအဲ့ဒါတွေကိုဆရာမတို့ကတွက်ပေးရတာပေါ့နော်တွက်ပေးရတယ်ဆိုတော့ဆရာမတို့အဲ့မှာကြည့်လိုက်မယ်စာမျက်နှာ102မှာနော်ဝိထုရုပ်6ပါးကိုပြန်ရေးထားတယ်ပြန်ရေးထားပြီးတော့သူ့ကိုမှီတဲ့စိတ်တွေရဲ့သူ့ကိုမှီတဲ့ဓာတ်တွေရဲ့ပေါ့နော်အဲ့ဒါတွေကိုဆရာမတို့ပြန်ပြီးတော့မှရေးပေးထားတယ်နော်ဟုတ်ပြီမအင်းနွယ်ကျေးဇူးတင်ပါတယ်အမတော်ရင်ဆွေးကြည့်လိုက်ပါရှင်အမစက္ခုဝိထုကိုဘယ်စိတ်တွေမှီလဲနောက်ပြီးတော့အဲ့မှီတဲ့စိတ်ကိုဘာဓာတ်လို့ခေါ်လဲမပြောကြည့်ပါရှင်စက္ခုဝိထုကိုစက္ခုဝိညာဉ်စိတ်2ပါးစက္ခုဝိညာဏဓာတ်မှီဤအဲ့လိုမျိုးလေးဖြေပါရှင် ဟုတ်ကဲ့ပါရှင်စက္ခုဝိထုကိုစက္ခုဝိညာဉ်စိတ်2ပါးမိပါတ စ ယ် က္ခုဝိညာဏဓာတ်မှီဤ စက္ခုဝိညာစက္ခုဝိညာဏဓာတ်မိပါ မှီဤဟုတ်ကဲ့ မိဤသောတာဝိထုကိုသောတာဝိညာဏ ဝိ ဓာ ညာဉ် တ် စိတ်2ပါ မိ း ဤ သောတာဝိညာဉ်စိတ် စိတ်2ပါးမိဤခန္ဓာဝိထုကို တော့အမခဏလေးဆရာမ ဟုတ်ကဲ့ ပြန်ဆိုပြရှင်သောတာဝိထုကိုသောတာဝိညာဉ်စိတ်2ပါးဒါစိတ်နဲ့ပြောတာပြီးရင်ဓာတ်နဲ့လည်းပြောမယ်သောတာဝိညာဏဓာတ်မိဤဟုတ်ပြီနော်နှစ်ခုထည့်ပြောနော် ဟုတ် နော ကဲ့ က်တစ်ခုဆိုပါရှင်ခန္ဓာဝိထု ခ ကို န္ဓာဝိထုကိုခန္ဓာဝိညာဉ်စိတ်2ပါးခန္ဓာဝိညာဏဓာတ်မိဤ ဟုတ်ကဲ့ ခန္ဓာဝိညာဏဓာတ်မိဤဇိန်ဝါဝိထုကိုဇိန်ဝါဝိညာဉ်စိတ်2ပါးဇိန်ဝါဝိညာဏဓာတ်မိဤကာယဝိထုကိုကာယဝိညာဉ်စိတ်2ပါးကာယဝိညာဏဓာတ်မိဤပါဆရာမဟာရယ ဒီဒါဆိုရင်ခဏလေးမှအဲ့ဒီဝိညာဏဓာတ်5ပါးကိုညာဘက်အချမ်းမှာရေးထားတယ်ဘာလို့ခေါ်လဲပင်စာ ပြင်စဝိညာဏဓာတ်10ပါး 10ပါး ဟုတ်ကဲ့ ဟုတ်ပြီဟုတ်ပြီနောက်တစ်ခါဆိုမယ်ဟတ္တယဝိထုကို ဟာတယဝိထုကိုဟာတယဝိ ပင် ထု စာထောင် ကို လာဝိဇန်စိတ်တစ်ပါး ပြင်စဒွါရဝိပြင်စဒွါရဝိဇန်စိတ်တစ် ပန် ပါး စိတ်တစ် တ ပါး မရိတ်ဆိုင်တမရိတ်ဆိုင်2ပါးမနောဓာတ်မိဤ 3ပါးမိ မနောဓာတ်3ပါးမိဤ ဟုတ်ပြီ နောက်တစ်ခုကဟာတ ဟ ယ တ္တယဝိထုကို ဟာတယဝိထုကိုဆရာမဟို စိတ်89ပါးအနှုတ် 89ပါးအနှုတ်အဲ တွေပြင်စဝိ တွေ ညာဉ် ပြင် 10 စ ပါး ဝိညာဉ်10ပါး မနောဓာတ် မ 3ပါ နော း ဓာတ်3ပါးမိမနောဝိညာဏဓာတ်မိဤ 86ပါး မနောဝိညာဏဓာတ်86ပါးမိဤ မိဤဟုတ်ပြီနော်ဒါဆိုလို့ရှိရင်အခုအမဟိုပေါ့နော်ဆရာမတို့ဓာတ်တွေကိုအကျယ်ပြောမယ်ဆိုရင်ဓာတ်ကဘယ်နှပါးရလဲ ဓာတ်က3ပါးပါဆရာ အကျယ်ပြောမယ်ဆိုရင် အကျယ် 9 ပြော ပါး မယ်ဆိုရင်ဓာတ်က89ပါးဟုတ်လေ အကျ ဝါ ယ်ပြောမယ်ဆိုရင်ဓာတ်က 9 9ပါးဓာ ဓာ တ် တ် က က 9ပါး ဓာတ်က9ပါးဟုတ်ကဲ့ဟုတ် ဟုတ်တယ်နော်နံပါတ်တွေတက်ထားတယ်တစ်ကနေနေထိ9ပါး ဟုတ် ဟုတ်ပြီအဲ့ဒါအကျဉ်းပြောမယ်ဆိုရင်ဓာတ်ကဘယ်နှပါးလဲ အကျဉ်းပြောမယ်ဆိုလို့ရှိရင်ဓာတ်3မျိုးပါ ဓာတ်က3ပါးဟုတ်တယ်နော် ဟုတ်ကဲ့3ပါး ပိစဝိညာဏဓာတ်10ပါးမနောဓာတ် ဝိ 3 ညာ ပါး ဏဓာတ်10ပါးမနောဓာတ်3ပါးမနောဝိညာဏဓာတ်86ပါးဖြစ်ပါတယ် 26ပါးပေါင်းစိတ် ပေါင်း 89 89ပါး ဟုတ်ကဲ့ပါ ဟုတ် ဟုတ်ကဲ့နော်ကဲဒါဆိုလို့ရှိရင်ဆရာမတို့အဲ့ဒါလေးတွေလည်းဓမ္မမိတ်ဆွေတို့တည်သွားပြီသူဝိထုနဲ့သူမိယာစိတ်တွေပေါ့နော်မိယာဓာတ်တွေလည်းတည်သွားပြီတည်သွားပြီးတဲ့ခါကျတော့ဘာလာလဲဆိုတော့စာမျက်နှာတရားလေးကိုသွားမယ်စာမျက်နှာတရားလေးမှာဆရာမတို့တွေဟလာဘုံ3ပါးခွဲလိုက်တယ်ပြီးတော့အဲ့ဒီဘုံ3ပါးမှာရနိုင်တဲ့ဝိထုတွေကိုအရင်ဆုံးစဉ်းစားတယ်အဲ့ဒီဝိထုတွေကိုတည်တော့မှမှီတဲ့ဓာတ်တွေကိုဆရာမတို့ပြောကြတယ်ပေါ့နော်အဲ့လိုမျိုးပြောကြတယ်အဲ့ဒါပြောတော့ဒါလေးကတော့တိတ်မခက်ခဲဘူးလွယ်တယ်ဆိုတော့ထားလိုက်မယ်ဟောဆရာမတို့ဒီဘက်မှာလာပြီ
စာမျက်နှာ105အဲ့ဒါလေးတွေကအမီးများပြီးတော့အဲ့ဒါလေးတွေကခွဲပြရတာဆိုတော့လေအဲ့ဒါလေးတွေအဓိကသိရမယ်နော်။ဘာလဲဆိုရင်မိစတုတေးမမီလေးစာတွေမိမမီအဲ့ဒါလေးတွေအရေးကြီးတယ်။ဟုတ်ပြီကိုကျော်ဦးလှည့်ဖြစ်ပါတယ်ရှင်။မိုက်လေးဖွင့်လိုက်ပါနော်။ ဟုတ်ကဲ့ဆရာမ ဆရာမကိုစာမျက်နှာ105ခေါင်းစဉ်လေးဖတ်ပေးပါရှင်။ဝိထုတွင် ဝတ္ထုတွင်အမြဲမီအမြဲမမီယံခာမီယံခာမမီစိတ်များခွဲခြားပြခြင်း ဟုတ်ပြီဝိထုဆိုတော့လေဆရာမတို့ငယ်ငယ်ကဖတ်တဲ့ဝိထုစာအုပ်ပြောတာလားဘာဝိထုကိုပြောတာလဲ ဟုတ်ပါဘူးဆရာမစိတ်နဲ့ရုပ်ဝတ္ထုကိုပြောတာပေါ့ဆရာ ဟုတ်ပြီဝိထုရုပ်ဘယ်နှပါးရှိလဲရှင် ဝတ္ထုရုပ်ရှိတာ6ပါးပါဆရာ ဟုတ်ကဲ့ရေးတွက်ပြပါဦး ဝတ္ထုရုပ်6ပါးဝတ္ထုရုပ်6ပါးမှာ စက္ခုဝိထု သက္ခုဝတ္ထုသောတာဝတ္ထုဂာနဝတ္ထုဇိန်ဝဝတ္ထုနောက်တော့ကာယဝတ္ထုမနောဓမ္မ ဟတ္တယဝိထု ဟာတယဝတ္ထု ဟုတ်ပြီ ဟာတယဝတ္ထုမှာဟာတယဟုတ်ပါ မြန်မာလိုတော့ပါလေမျက်စိ မျက်စိနားနှာခေါင်းမျက်စိနားနှာခေါင်းရှားကိုယ်ရုပ်ပေါ့နော်ဆရာမဟာတယ ကိုယ်ရဲ့နောက်ပြီးတော့စိတ်နှလုံးသွေးအကြည်ရုပ်ပေါ့ စိတ်နှလုံးသွေးဟုတ်ဟာတယဟုတ် နှလုံးသွေးအကြည်ရုပ်နော်နှလုံးသွေးအကြည်ဒါဖြင့်ဝိထု6ပါးရုပ်တွေလားနာမ်နေလားရှင် ဆရာမရုပ်ဟောပေါ့ 6ပါးလုံးရုပ်တွေပေါ့ 6ပါးလုံးရုပ်တွေ 6ပါးလုံးရုပ်တွေအဲ့ဒီရုပ်တွေကိုဘသူတွေကလာမိမှာလဲရှင် ဝတ္ထုတွေကလားမိတာပေါ့စိတ်အစဉ် ဝိ တန်း ထုကအရုပ်တွေပဲလေအဲ့ဒီဝိထုရုပ်တွေဘသူတွေကလာမိပြီးဖြစ်တာလေ စိတ်က ရှင် လားစိတ်တွေကလားမိတာပေါ့ဆရာမ စိတ်တွေကလာမိပြီးဖြစ်တာနော်စိတ်တွေကလာမိပြီးဖြစ်တာအဲ့တော့စိတ်ကဘယ်နှပါးတင်ထားပါလဲရှင်စိတ်ကအကျဉ်း89အကျယ်120ပါပါဆရာ ဟုတ်တယ်အဲ့တော့ဒီ89ပါးသောစိတ်တွေကဒီဝိထုရုပ်6ပါးမှာဘသူတွေကိုမှီတယ်လဲဘသူတွေကိုမမှီဘူးလဲဟုတ်တယ်နော်နောက်မှီလိုက်မမှီလိုက်ပဲစိတ်တွေကလှုပ်လဲဆိုတာတွက်မှာစာမျက်နှာ105ဖြစ်တယ်နော်စာမျက်နှာ105အဲ့တော့ဆရာမတို့ကဟဲ့လားနံပါတ်4တွေတတ်ထားတယ်အမြဲမှီတာက1အမြဲမမှီတာက2ရန်ခါမီရန်ခါမမီရဲ့ပုံမှာ3ဆိုပြီးတော့1 2 3 4ဘာမရှိတို့တတ်ထားတယ်မလားရှင်တတ်ထားတယ်နော်တတ်ထားပြီးတော့မှအဲ့ဒီမှာပါလာမလဲဆိုရင်မိစတုတေမမီလေးစတွေးမိမမီအဲ့ဒါကိုအရင်ကြက်ရမယ်အဲ့ဒါလုံးဝလွတ်ရနေမှရမယ်ဟုတ်ပြီလားမိစတုတေမမီလေးစတွေးမိမမီမိစတုတေဆိုတာဘာပြောတာလဲရှင် မိစတုလေးဆိုတာမိတဲ့နာဟော43ပါး ဝိထုရုပ်6ပါးကိုစာအုပ်ကိုပဲကြည့်ပြောလိုက်နော်ဝိထုရုပ်6ပါး ဝတ္ထု ကို ရုပ်6ပါးကိုအမြဲမိတဲ့ဥစ္စာကိုမိစတုလေးလို့ခေါ်တယ်42ပါး43ပါးမိတာပေါ့ဆရာမ ဝိထုရုပ်6ပါးကိုအမြဲမီဧကံမီသောစိတ်43ပါး 43ပါးဟုတ်ကဲ့ဆရာမ ဟုတ်ပြီမမီလေးရပါရှင် အမီလေးကကြတော့ဝတ္ထုရုပ်6ပါးကိုအမြဲမမီပဲနဲ့ဝတ္ထုဝိမုတ်ရုပ်စိတ်4ပါးပေါ့ဆရာမအဲ့ဒါကြ ဝိ တော့ မုတ်စိတ်4ပါး ဟုတ်ကဲ့ဆရာမတ ဝိ ခါ ထုဝိမုတ်4ပါး ဝိမုတ်စိတ်4ပါး စာတွေးမိမမီ သာ ရ တွေမမီကကြတော့ဟာရယဝတ္ထုရုပ်ကိုယံခာမီယံခာမမီအနေကမီစိတ်42ပါးပါဆရာမ ဟုတ်ပြီရန်ခါတရံတစ်ခါလဲမိတယ်တရံတစ်ခါလဲမမိဘူးပေါ့နော်အဲ့တော့မမိတဲ့စိတ်တွေကတော့စုစုပေါင်းဘယ်နှပါးရှိတယ်ဆိုရင်42ပါး 2ပါးဆရာမဟုတ်ကဲ့ ဟုတ်ကဲ့ပါကျေးဇူးပါနော်မခင်စန်းနိုင်ရဲ့အလှည့်ဖြစ်ပါတယ်မခင်စန်းနိုင်မိုက်လေးဖွင့်လိုက်မယ်နော်အဲ့ဒီမှာဆရာမတို့ကြည့်မယ်နော်နံပါတ်1ကိုကြည့်လိုက်မိစတုတေဝိထုရုပ်6ပါးကိုအမြဲမှီဟဲ့လားအမြဲမှီဧကံမှီတဲ့စိတ်43ပါးရှိတယ်အဲ့တော့ဝိထုရုပ်6ပါးဆိုတော့ဆရာမတို့ဝိထုရုပ်6ပါးကို2ပိုင်းခွဲလိုက်တယ်ဘာဝိထုနဲ့ဘာဝိထုလဲရှင် ဝိထုရုပ်6ပါးကို2ပိုင်းခွဲဟိုဟာရယဝိထုပြင်စာဝိထုဟာရယဝိထုနဲ့ ဟုတ်တယ်ပြင်စာဝိထုနဲ့ဟာတယဝိထုပေါ့နော်ခွဲထုတ်လိုက်တယ်ဆရာမတို့ဝိထုရုပ်6ပါးကိုလေခွဲထုတ်လိုက်တော့ပြင်စာဝိထုနဲ့ဟာတယဝိထုအဲ့တော့ပြင်စာဝိထုကိုအမြဲမှီတဲ့စိတ်ကဘယ်စိတ်တွေလဲ
တွေ တွေပြင်စားဝိညာဉ်စိတ်10ပါ စိတ်10ပါဟုတ်ပြီဒါဖြစ်ရင်ဆော့ဆော့ဆရာမတို့ဓာရ6ပါးနဲ့အာယုံ6ပါးတိုက်ဆိုင်တဲ့အခါမှာဖြစ်တဲ့စိတ်တွေဓာရဝိမုတ်စိတ်တွေဆိုတဲ့89ပါးတွေကဘယ်နှပါးကုန်သွားပြီလဲ10ပါးကုန်သွားပြီဟုတ်ပြီနော်10ပါးကုန်ကျန်တာတွေကကြတော့ကျန်တာတွေကိုဆက်တွက်ရမှာပေါ့အဲ့တော့ပြင်စားဝိတ္ထုကိုအမြဲမိတာကတွင်ပြင်စားဝိညာဉ်စိတ်10ပါးနောက်ဟတ္တယဝိတ္ထုယုတ်ကိုအမြဲမိတဲ့စိတ်တွေအမြဲမိတဲ့စိတ်တွေကိုတစ်ခေါက်ကြည့်ဆိုလိုက်နော်ပြင်စားဓာရဝိစမ်းစိတ်တစ်ပါး ဒီဇိုင်းစိတ်1ပါတံပရိဆိုင်စိတ်2ပါတန်ဒီရဏစိတ်3ပါဇောတိုင်းနေရဆိုရင်ဒေါသမူစိတ်2ပါဟတ္တိတုပ္ပစိတ်1ပါပြီးတော့ယူပါကုသိုလ်စိတ်5ပါ ယူပါကုသိုလ်စိတ်5ပါယူပါကရိယာစိတ်5ပါသောတာပတ္တိမစိတ်1ပါဆိုရင်ယူပါဝိပ္ပိစိတ်5ပါပြီးတော့မဟာဂုံစိတ်10ပါမဟုတ်ဘူးမဟာဝိပ္ပစိတ်မဟာဝိပ္ပစိတ်ဒါရမမဟာဝိပ္ပစိတ်10ပါစုပေါင်း33ပါပါ33ပါအဲ့ဒီဟာရဝိတ္ထုယုတ်ကိုအမြဲမိတဲ့စိတ်တွေကမမိတ်ဆွေတို့အကုန်လုံးကိုယ့်ကိုအရာကြက်ထားမှာနော်အရာကြက်ထားမှာဟုတ်ပြီလားဒီစိတ်တွေကတော့အမြဲတမ်းမိတယ်ဆိုပြီးတော့ကြက်ထားမှာနောက်မှတ်ပုံမှတ်နည်းလေးဆက်မှပြောမယ်နော်မိစတုတေမမိလေးစတွင်းမိမမိမှာမိစတုတေကြတော့ဝိတ္ထုယုတ်6ပါးလို့မှတ်ဟုတ်ပြီလားဝိတ္ထုယုတ်6ပါးလို့မှတ်နောက်ပြီးတော့မိမမိဆိုတာမိလိုက်မမိလိုက်လောက်တာကြတော့ဟရိယဝိတ္ထုယုတ်တစ်မျိုးတည်းပဲမှတ်ဟရိယဝိတ္ထုတစ်မျိုးတည်းပဲမိစတုတေမှာကြတော့ပြင်စာဝိတ္ထုလည်းပါတယ်ဟရိယဝိတ္ထုလည်းပါတယ်နောက်ပြီးတော့ဟဲ့လားစာတွင်းမိမမိကြတော့မိလိုက်မမိလိုက်လို့တဲ့စိတ်တွေကြတော့ဟတ္တယဝိတ္ထုယုတ်တစ်မျိုးတည်းပဲပါတယ်ပြင်စဝိတ္ထုမပါတော့ဘူးအဲ့ဒါလေးမှတ်နောက်တစ်ခါကျရင်မမိလေးဆိုတော့ဘာဝိတ္ထုမှမပါတော့ဘူးသူကဝိတ္ထုယုတ်ကိုမမိဘူးလို့ပြောတော့ဝိတ္ထုလည်းမရှိဘူးပေါ့နော်အဲ့လိုမျိုးလေးနဲ့မှတ်လိုက်နော်ဒါဆိုရင်မခင်ဆန္ဒရေးဆရာမတို့တွေဟဲ့လားအမြဲမိတဲ့ဟာတွေကိုဘာလို့ခေါ်လဲမိစတုတေဟုတ်ပြီနောက်ပြီးတော့အမြဲမမီတာကိုကြတော့ဘာလို့ခေါ်လဲမမီလေးနောက်ပြီးတော့မှီလိုက်မမီလိုက်လောက်တာကိုတော့ဘာလို့ခေါ်လဲရှင်စာတွင်းမှီမမီအဲဆိုရင်ဆရာမပြန်ပြီးမယ်မှီစတုတေဝိတ္ထုယုတ်6ပါးကိုအမြဲမှီတဲ့ထဲမှာဝိတ္ထုယုတ်6ပါးကိုဘယ်နှမျိုးခွဲမလဲရှင်2မျိုးပါ2မျိုးဘာဝိတ္ထုနဲ့ဘာဝိတ္ထုလဲပြင်စာဝိတ္ထုနဲ့မနောဝိတ္ထုဟရိယဝိတ္ထုပြင်စာဝိတ္ထုနဲ့ဟတ္တယဝိတ္ထုပြင်စာဝိတ္ထုနဲ့ဟတ္တယဝိတ္ထုဟုတ်ပြီနော်အဲ့ဒါလေးကိုမှတ်နောက်တစ်ခါကြားလို့ရှိရင်ဆရာမတို့တွေစာတွင်းမှီမလိုက်မမီလိုက်လောက်တာကြတော့ပြင်စာဝိတ္ထုပါသေးလားမပါတော့ပါဘူးဘာဝိတ္ထုကိုပဲမှီလိုက်မမီလိုက်လောက်တာလဲဟရိယဝိတ္ထုပဲမှီလိုက်ဟုတ်တယ်ဟရိယဝိတ္ထုတစ်ပါးကိုပဲမှီလိုက်မမီလိုက်လောက်တာနော်အဲ့ဒါလေးမှတ်နောက်တစ်ခါကျတော့မမီလေးကြတော့ဝိတ္ထုယုတ်ပါလားမပါဘူးလားဝိတ္ထုယုတ်မပါတော့ပါဘူးမပါတော့ဘူးเนาะမှီစရာမှမရှိတာမှီစရာဝိတ္ထုမှမရှိတာဝိတ္ထုယုတ်လုံးကမပါတော့ဘူးအဲ့ဆိုရင်ဆရာမပြောမယ်စောစောကမှီစတုတေမှာနှစ်ပိုင်းခွဲလိုက်တာဖြစ်တဲ့အတွက်ပြင်စာဝိတ္ထုနဲ့ဟရိယဝိတ္ထုဆိုပြီးရတယ်မဟုတ်ဘူးလားရတယ်နော်ဒါဆိုရင်ဆရာမပြောမယ်မှီစတုတေဆိုတာစွတ်စွတ်ပေါင်းမှီတဲ့စိတ်ကစွတ်စွတ်ပေါင်းဘယ်နှပါးရှိတယ်လို့ပြောတာလဲ43ပါပါ43ပါ43ပါးထဲမှာဆော့ဆော့မခင်ဆန်းနိုင်ကပြောလိုက်တယ်လေဟလာပြင်စာဝိတ္ထုကိုမှီတဲ့စိတ်ကဘယ်နှပါးလဲ10ပါပါ10ပါဒါဆိုရင်ဟတ္တယဝိတ္ထုကိုမှီတဲ့စိတ်က43ပါးရဲ့10ပါးနှုတ်တော့ဘယ်နှပါးကျန်မလဲ33ပါပါ33ပါအဲ့ဒါကိုကွာမြေကောင်းထဲမှာအမြဲတမ်းဆွဲပြီးမှတ်ထားနော်10ပါးရဲ့33ပါးရဲ့ကိုရှာပြရမယ်နောက်ပြီးတော့ကိုအဖြေရေးတဲ့အခါမှာကန့်ညီမှုရှိလားမရှိလားကိုပြန်စဉ်းစားရမယ်ဟုတ်ပြီလားအဲ့တော့မှီစတုတေမမှီလေးဆိုရင်4ပါနောက်စတွင်းမမီဆိုလို့ရှိရင်ဆရာမတို့အပေါ်ကစိတ်တွေမပါကြံတဲ့စိတ်တွေကိုပဲရေးလိုက်ရုံပဲလေနော်ဟလာ43ပါးကိုဖယ်မယ်နောက်ပြီးတော့4ပါးကိုဖယ်မယ်ကြံတဲ့စိတ်တွေအားလုံးကိုစတွင်းမီထဲမှာထည့်ရမှာပေါ့အဲ့တော့အဓိကဘာကိုရအောင်ကြက်ထားမလဲဆိုမှီစတုတေကိုရအောင်ကြက်ထားဟုတ်ပြီလားမှီစတုတေကိုရသွားပြီဆိုကြံတဲ့စိတ်တွေကအလိုလိုစဉ်းစားပြီးတော့ထည့်လိုက်လို့ရတယ်နော်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်နော်ဒါဆိုရင်ဆမက
ဟိုပါပေါ့နော်မမြင့်မြင့်ကြီးရဲ့အလှည့်ကိုပြန်ရောက်သွားပြီဆီယမကိုလေစောစောကမိစတုတေးတဲ့ကဟာတယဝိထုယုတ်ကိုလေအမြဲမှီတဲ့စိတ်33ပါးကိုအလွတ်ပြောပြပေးပါလားပင်စဒွါရဝိဇ္ဇန်စိတ်တစ်ပါး စိတ်တစ်ပါးတန်တိရဏစိတ်နှစ်ပါး ကံပတိဆိုင် တန်တိဆိုင်စိတ်နှစ်ပါးတန်တိရဏစိတ်3ပါးပြီးတော့ဟိုဟာဒေါသမှုစိတ်နှစ်ပါးဟတိတုပ္ပ တိုင်တွေကဟုတ်ပြီ ဇောတိုင်လေးကဒေါသမှုစိတ်နှစ်ပါးဟတိတုပ္ပစိတ်တစ်ပါးပြီးတော့ဟိုရူပဝဆရစိတ်5ပါးပြီးတော့သောတာပတ္တိမစိတ်တစ်ပါးပြီးတော့တရားယုံမဟာဝိပဿစိတ်10ပါးပေါင်း33ပါးပါ ပေါင်း33ပါဟုတ်ပြီနော်အဲ့တော့အပေါ်ကပြင်စဝိထုကိုမှီတာဘယ်နှပါလဲ တွေးပြင်စဝိညာဉ်10ပါးပါ 10ပါအခုက 33ပါး တယဝိထုယုတ်ကိုမှီတာက မိတာ 33 က ပါ အမြဲမိတာက33ပါး 33ပါပေါင်းလိုက်တော့ 43ပါးပါမိစတု 43ပါ ဟုတ်ကဲ့ ဟုတ်ပြီနော်အဲ့လိုမျိုးလေးပေါ့အဲ့ဒီကနေမှဆရာမတို့နေဟုတ်ပြီမခင်တီတာကြောဆရာမကိုမမီလေးဆိုတော့ဘယ်စိတ်ကိုပြောတာလဲရှင် အရူပါဝါစဝိပဿစိတ်4ပါးပါ ဟုတ်တယ်အာယူပါဝိဘတ်စိတ်၄ပါးသူတို့ကကြတော့မမီပဲနဲ့ဘယ်လိုလုပ်ဖြစ်လဲရှင် မမီပဲနဲ့ဘယ်လိုဖြစ်လဲ ဝိထုယုတ်ကိုမမီပဲ သူ နဲ့ ကဝိထုရုပ်ကိုမမီပဲနဲ့အတိတ်ကံကြောင့်ဖြစ်တာပါ ဟုတ်တယ်အတိတ်ကံကြောင့်ဖြစ်တာနော်သူတို့ရဲ့အတိတ်ကံကသူကဘယ်လိုမျိုးလဲဆိုတော့ဟိုပါလေရုပ်ကိုလုံးဝမလိုချင်ဘူးနံတက်တက်ပဲလိုချင်တာလေသူတို့ရဲ့တောင်းစုတိုင်းသူတို့ရဲ့ကျင့်စဉ်အတိုင်းဖြစ်တာမဟုတ်လို့အာယူပါဝိဘတ်စိတ်၄ပါးအာယူပါပုံမှာသွားဖြစ်တယ်ရုပ်လုံးဝမရှိဘူးနံတက်တက်ပဲသွားဖြစ်တာဒီအတိတ်ကံကြောင့်ဖြစ်တာဟုတ်ပြီနော်အတိတ်ကံကြောင့်ဖြစ်တာကဲနောက်တစ်ခါကျတော့ဆရာမတို့ဟိုပါပေါ့နော်စတွင်းမိမမီဆိုတာကဘာကိုပြောတာလဲရှင် စာတွင်းမိမမီကမိတာနဲ့မမိတာနဲ့42ပါးကိုပြောတာပါ ဟုတ်ကဲ့ဒါဖြစ်ရင်အဲ့ဒီမှာဆရာမဆော့ဆော့မှတ်ပုံမှတ်နည်းပြောထားတယ်အဲ့တော့မှီလိုက်မမှီလိုက်လောက်တာဟာဝိထုယုတ်6ပါးလုံးကိုလားဘယ်ဝိထုကိုလဲ ဟာရယဝိထုကိုပဲလောက်တာပါ ဟုတ်တယ်ဟာရယဝိထုတစ်ပါးလေးကိုပဲဖြစ်တာလေသူကမှီလိုက်မမှီလိုက် ဖြစ်တာပါဟုတ် ဝိထုယုတ်6ပါးလုံးကိုလောက်တာကတစ်မျိုးတည်းပဲရှိတယ်ပါလေ မိစတုတေပါပါ မိစတုတေတစ်မျိုးတည်းပဲရှိတယ်နော်ကျန်တာကြတော့မှီလိုက်မမှီလိုက်လောက်တာဟာရယဝိထုကို ဟာ ပဲ ရယ လောက် ဝိ တာ ထုဖြစ်တယ် အဲ့တော့ဒါဖြစ်ရင်ဟာရယဝိထုကိုမှီတဲ့စိတ်တွေကိုစောစောကစိတ်တွေကကျွင်းတဲ့စိတ်တွေပြောကြည့်ပါလား မနောဓာရဝိဇ္ဇန်စိတ်တစ်ပါးအကုသိုလ်တွေကဆိုရင်လောဘမှုစိတ်10ပါးရယ်မောဟမှုစိတ်2ပါးရယ်နောက်ပြီးတော့အရူပစိတ်ထဲကအရူပကုသိုလ်စိတ်4ပါးအရူပ ခဏလေးနော်ဆမတို့ကလေကာမစိတ်ထဲကကြံသေးတယ် ကာမစိတ်တွေကမဟာကုသိုလ်စိတ်10ပါးနဲ့မဟာကရိယာစိတ်10ပါးမဟာကရိယာစိတ်10ပါးနောက်ပြီးလို့ရှိရင်အရူပတွေကအရူပကုသိုလ်စိတ်4ပါးနဲ့အရူပကရိယာစိတ်4ပါးနောက်ပြီးသောမနတကျင်9ပါး ဟုတ်တယ် ဟုတ်အထုစုပါ42ပါး စုစုပေါင်း42ပါဒါဆို42ရဲ့4ရဲ့43ရဲ့ပြန်ပေါင်းတော့စိတ်ဘယ်လောက်ရလဲရှင် ဖိတ်ပေါင်း89ပါးပါ စိတ်ပေါင်း89ပါရတယ်နော်ဟုတ်ကဲ့ဒါလေးတွေကဟိုနည်းနည်းအမင်းများလို့ပေါ့နော်ဆရာမဒါလေးတွေကိုပြန်ပြီးတော့ဓမ္မမိတ်ဆွေတို့ပြန်ပြီးတော့ဟိုပါပေါ့စာပြန်ချက်ပေးတာပေါ့ဒါလေးပေါ့နော်ဒါလေးပြီးသွားပြီပြီးတော့နည်းနည်းလေးပဲကျန်တော့တယ်ဒီဘက်စာမျက်နှာလေးကိုကြည့်လိုက်စာမျက်နှာ106ကိုကြည့်လိုက်စာမျက်နှာ106မှာဒီအတိုင်းပဲဒွါရဝိမုတ်စိတ်နဲ့ဒွါရ6ပါးမှာဖြစ်တဲ့စိတ်တွေကိုပြန်ရေးတယ်ပြန်ရေးပြီးတော့မိကွန်းလေး3ပုတ်တွေ့လိမ့်မယ်နံပါတ်1မိကွန်းနံပါတ်2မိကွန်းနံပါတ်3မိကွန်းဟုတ်ပြီနော်အဲ့ဒီမှာမိကွန်းလေး3ခုတွေ့မယ်မိကွန်းလေး3ခုကိုအဲ့ဒါကိုဖြေနိုင်မှုအတွက်ပေါ့နော်ဆရာမတို့ရှေ့ရဥစ္စာကိုပြန်ကြည့်စာမျက်နှာ105ကိုပြန်ကြည့်စာမျက်နှာ105မှာနံပါတ်1မိစတုတေမိစတုတေရဲ့အောက်နားမှာဗာရေးထားလဲဆိုတော့ဆရာမကိုဆိုပြပေးမယ်နော်မမွှမွှေးဆိုပြပေးပါအောင်မိစတုတေရဲ့အောက်လေးမှာဒီဘုံနဲ့ပတ်သက်ပြီးတော့ရေးထားပါတယ်ဆိုပြပေးပါအောင်ပင်စဝောကာရဘုံတွင် ပိစာဝိထုနေဟာရယဝိထုယုတ်6ပါးလုံးကိုအမြဲမိပါရဲ့ရှင် အမြဲမြည်တယ်အဲ့တော့ဓမ္မမိတ်ဆွေတို့ကပင်စဝောကာရဘုံဆိုရင်ဘယ်ဘုံနေရေးမလဲသူ့ရဲ့ပုံမှာဆရာမတေးသေးလေးရေးထားလို့ပြောတယ်ဘယ်ဘုံနေလဲရှင် သက်တဲ့ပုံနဲ့
ဟိုအတ္တညတကျင်ယူပါ15ပုံပါရှင်ဘောင်း26ပုံပါ ကာမ17ပုံနဲ့ယူပ15ပုံအဲ့ဒါပေါင်းတာကိုဘာပုံလို့ခေါ်လဲပင်စဝေါကာရပုံနော်အဲ့တော့ပင်စဝေါကာရပုံမှာပင်စဝိထုနဲ့ဟာရိယဝိထုရုပ်6ပါးလုံးကိုအမြဲမှီတယ်အဲ့ဒါမှီစတုတေးရဲ့အလုပ်နောက်တစ်ခါနံပါတ်2မှတ်မိလေးမွေးရအတန်နည်းနည်းတိုးနေလို့နော်ဆရာမနည်းနည်းကြည်ကြဲလေးပြောပြီးနော်မမှီလေးရကြတော့ဘယ်ပုံနေမှာဖြစ်တာလဲ ဟိုပြင်စဝေါကာရပုံမှာဒီတိဝိထုယုတ်ကိုမှမမှီပါဘူးအမြဲမမှီပါဘူးရှင် အဲ့ဒါဆရာမပြင်ဖို့ပြောထားတယ်ပြင်စဝေါကာရမဟုတ်ဘူးစတုဝေါကာရလို့ပြင်ရမယ်စတုလို့ပြင်လိုက်နော်စတုဝေါကာရပုံနေမြည်တိဝိထုယုတ်ကိုမှအမြဲမမှီဟုတ်ပြီနော်ဘယ်ဝိထုကိုမှမမှီတဲ့စတုဝေါကာရပုံကဲရောက်သွားပြီနောက်အောက်နံပါတ်3စတွင်းမမှီမီမှာပုံနေကိုပြောပြပါ ပြင်စဝေါကာရပုံမှာဖြစ်ခိုင်းမှာဟာရိယဝိထုကိုအမြဲမှီပါတယ်စတုဝေါကာရပုံမှာဖြစ်ခိုင်းမှာညီတိဝိထုယုတ်ကိုမှမမှီပါဘူးရှင် ရန်ခါမှီနော်ပင်စဝေါကာရပုံမှာဖြစ်ခိုင်းဟာရိယဝိထုယုတ်ကိုရန်ခါမှီတော့ရန်ခါမှီလိုက်မမှီလိုက်ပေါ့နော်အဲ့လိုမျိုးဆိုရန်ခါမှီစတုဝေါကာရပုံမှာဖြစ်ခိုင်းဒီ42ပါးသောစိတ်တွေကဘယ်ဝိထုယုတ်ကိုမှပါဖြစ်လေမမှီဘူးနော်ဒါဖြစ်ရင်မမွေးရေဆရာမတို့အနှစ်ချုပ်ပြန်ကြည့်မယ်ဘုံအားဖြင့်အနှစ်ချုပ်ပြန်ကြည့်မယ်မှီစတုတေးဒီဘယ်ဘုံကိုပြောတာလဲရှင် ဟိုပြင်စဝေါကာရပုံမှာ ဟုတ်တယ်ပြင်စဝေါကာရဘုံကိုပြောတာနော်မမှီလေးဒီဘယ်ဘုံကိုပြောတာလဲရှင် ဝေါကာရပုံပြောတာပါရှ စ င် တုဝေါကာရဘုံကိုပြောတာစတွင်းမှီမမှီရကြတော့ဘယ်ဘုံတွေကိုပြောတာလဲရှင် ဝေါကာရပုံမှာကြတော့မှီလို့ရှိရင်ဟာရိယဝိထုယုတ်ကိုမှီပါတယ်ရန်ခါမှီစတုဝေါကာရပုံမှာဖြစ်လို့ရှိရင်မမှီပါဘူးရန်ခါမမှီပါရှင် ဟုတ်ပြီနော်အဲ့လိုမျိုးလေးလဲဓမ္မမိတ်ဆွေတို့မှတ်ထားပါနော်ရပါပြီမမွေးရေကျေးဇူးပါဒါဆိုရင်မဆုမွန်ပြည့်ရဲ့အလဲဖြစ်တဲ့စာမျက်နှာ106ဆရာမအောင်မေးခွန်းလေးဖတ်ပေးပါနံပါတ်1မေးခွန်းလေးပင်စဝေါကာရဘုံတွင် ပိစဝေါကာရဘုံတွင်ဝတ္ထုယုတ်ကိုမိနိုင်သမျှစိတ်တို့ကိုရေးပြပါ ဒါဆိုရင်ဆရာမနဲ့အတူတူစဉ်းစားကြမယ်ပင်စဝေါကာရဘုံနေမှီနိုင်သမျှဆိုတော့ဆော့ဆော့ကလေစာမျက်နှာ150ရာခွက်ထဲမှာပင်စဝေါကာရဘုံနဲ့ပတ်သက်ပြီးတော့နံပါတ်ဘယ်လောက်နဲ့ဘယ်လောက်နဲ့ပါလဲနံပါတ် နံပါတ်1နဲ့3ဘက်မှာပါပါရှင် ဟုတ်တယ်နံပါတ်1နဲ့3နဲ့မှာပါတယ်နံပါတ်1မှာကြတော့ तू ကဘယ်လိုမျိုးမှီတာလဲဝိထုယုတ်တွေကိုဝိထုယုတ်6ပါးလုံးကို အမြဲတမ်းမိတာပါ အမြဲတမ်းမှီတာဟုတ်တယ်နံပါတ်3မှာကြတော့ဘယ်လိုပါထားတာလဲ ပိစဝေါကာရဘုံမှာဖြစ်ရင်ရန်ခါမိပြီးတော့စတုဝေါကာရဘုံမှာဖြစ်ရင်ရန်ခါမမိပါရှင် ဟုတ်တယ်ပင်စဝေါကာရဘုံမှာဖြစ်ရင်ဟာရိယဝိထုယုတ်ကိုရန်ခါမှီတယ်ဟုတ်လားစတုဝေါကာရဘုံမှာဆိုရင်လုံးဝမမှီဘူးဆိုတော့ဆရာမတို့ကမှီတာနဲ့ပတ်သက်ပြီးတော့နှစ်ခွက်တွေ့ထားတယ်နော်နံပါတ်1အခွက်ရဲ့နံပါတ်3အခွက်ရဲ့အဲ့တော့ဒီပင်စဝေါကာရဘုံနဲ့ပတ်သက်ပြီးတော့နှစ်ခွက်တွေ့ထားတယ်အခုသူ့ရဲ့မိကွန်းလေးကပင်စဝေါကာရဘုံနဲ့ဝိထုယုတ်ကိုမှီနိုင်သမျှစိတ်တို့ကိုရေးပြဆိုတော့ဘာနဲ့ဘာကိုပေါင်းပေးရမလဲနံပါတ်1 နံပါတ်1နဲ့နံပါတ်3နဲ့ကိုပေါင်းပေးရပါမယ် ပေါင်းပေးရမယ်ဒါဆိုရင်အဖြေကိုဖြေကြည့်ပါမှီစတုတေ မိစတုတေအမျက်မိသောစိတ်က43ပါစာတွင်းမမီတဲ့ကနေပြီးတော့စာတွင်းမီကိုယူမယ်ဆိုတော့ရန်ခါမီသောစိတ်က42ပါပေါင်း85ပါ မိနိုင်သမျှစိတ်ပေါင်း မိနိုင်သမျှစိတ်ပေါင်း85ပါ 85ပါဟုတ်ပြီနော်ရပြီကျေးဇူးပါနော်နောက်တစ်ယောက်သွားပါမယ်နောက်တစ်ယောက်မအင်းဆက်ဖို့အလှည့်ပါနံပါတ်1မိကုန်းလေးဖြည့်ကြည့်နော်စတုဝေါကာရဘုံတွင် စတုဝေါကာရဘုံတွင်ဝိထုယုတ်ကိုမမှီပဲဖြစ်နိုင်သမျှစိတ်တို့ကိုရေးပြပြီးပါ ဟုတ်ပြီဒါဆိုရင်ဆရာမတို့စဉ်းစားကြည့်မယ်လေဆောစောကစာမျက်နှာ105ခွက်မှာဆရာမတို့သင်ထားတော့ကစတုဝေါကာရဘုံမှာမှမီတာကိုနံပါတ်ဘယ်လောက်နဲ့ဘယ်လောက်မှာတွေ့လဲရှင် နံပါတ်2နဲ့နံပါတ်3မှာတွေ့ပါတယ်ဆရာမ ဟုတ်တယ်နံပါတ်1မှာကြတော့ဘယ်လိုမှမီတာလဲ နံပါတ်2မှာတော့လုံးဝမမှီပါဘူး ဟုတ်တယ်လုံးဝမမီဘူးเนาะအမြဲမမီဘူးနံပါတ်3မှာကြတော့ဘယ်လိုမျိုးမမီတာလဲ နံပါတ်3မှာကျတော့ရန်ခါမမှီတာပါ ဟုတ်တယ်ရန်ခါမမီတာเนาะဒါဖြင့် तू ကစတုဝေါကာရဘုံမှာဝိထုယုတ်ကိုမမီပဲဖြစ်နိုင်သမျှစိတ်ကိုရေးပြဆိုတော့ဘယ်ဟာနဲ့ပေါင်းပေးမလဲရှင် နံပါတ်2နဲ့နံပါတ်3နဲ့ပေါင်းပါမယ်ဆရာမ ဟုတ်ပြီဒါဆိုရင်အဖြေလေးကိုဆိုလိုက်ပါ
နံပါတ်2ကမမီလေးအမြဲမမီသောစိတ်4ပါစာတွေးမမီကိုယူပါမယ်စာတွေးမမီရန်ခါမမီသောစိတ်က42ပါဖြစ်တဲ့အတွက်မီနိုင်သောစိတ်ပေါင်းစုစုပေါင်း46ပါပါဆရာမ ဟုတ်ပါတယ်မမီနိုင်သောစိတ်စုစုပေါင်း46ပါဟုတ်ကဲ့ကျေးဇူးပါရှင်အမတော်အေးအေးဝင်းအလှည့်ပါနံပါတ်3မိခွန်းလေးကိုဆိုပါရှင် ဒီမှာဆက်ပါ ဖတ်တိယဝတ္ထုကို လုံးဝမမီသောစိတ်တို့ကိုရေးပြပါ ဟုတ်ပြီဒါဆိုရင်စဉ်းစားကြည့်မယ်လေဆရာမတို့ဟာဒီယဝတ္ထုရုပ်ကိုလုံးဝမမီသောစိတ်ဆိုတော့ဟာဒီယဝတ္ထုနဲ့ပတ်သက်ပြီးတော့မမီတာနဲ့ပတ်သက်ပြီးတော့ဆရာမတို့နံပါတ်ဘယ်လောက်ဒီမှာတွေ့ထားလဲ နံပါတ်2နဲ့နံပါတ်3 နံပါတ်2နံပါတ်သူကကြတော့လုံးဝမမီတဲ့နော်ရန်ခါမီမမဟုတ်လုံးဝမမီဆိုတာလေးအမလုံးဝဆိုတာလေးကိုဟိုနော်ဟိုလေးလောက်ထားနော်တားထားနော်လုံးဝမမီသောစိတ်ဆိုတော့လေရန်ခါမီမမီကိုရေးလို့မရအောင် ဟုတ် လုံးဝမမီသောစိတ်ဆိုတော့နံပါတ်2အကွက်ကလုံးဝမမီဘူးဟုတ်လား ဟုတ်ပါပါနံပါတ် ကလုံးဝမမီ နောက်တစ်ခါဆရာမတို့နံပါတ်1အကွက်မှာလေဟာတရဝိထုရုပ်ကိုလုံးဝမမီဘဲနဲ့ဖြစ်တဲ့စိတ်ရှိသေးတယ်ရှင်ဘယ်စိတ်ရှိလဲရှင်နံပါတ်1အကွက်ထဲမှာ တောင်းဝင်ရဲ့စိတ် ဟာရီယာဝတ္ထုကို လုံးဝမမီတဲ့စိတ်လေနံပါတ်1အကွက်မှာဟိုနှစ်ပိုင်းခွဲလိုက်တာနံပါတ်1မှာနှစ်ပိုင်းခွဲလိုက်တယ်နံပါတ်1ကကြတော့ပြင်စဝိထုကိုပဲမှီတယ်ဆိုတော့ဟာတရဝိထုကိုမမီဘူးပေါ့နံပါတ်1အကွက်မှာတွေ့လား တွေးပင်စဝိညာဉ် ဟုတ်တယ်တွေးပြင်စဝိညာဉ်စိတ်10ပါးကသူကပြင်စဝိထုကိုပဲမှီတာဟာရိယဝိထုကိုလုံးဝမမှီဘူးเนาะအဲ့တော့ဟာရိယဝိထုကိုလုံးဝမမှီတော့စိတ်ဒီတွေးပြင်စဝိညာဉ်စိတ်10ပါးကိုယူမယ်နောက်ပြီးတော့နံပါတ်2ကွက်ကဘယ်သူကိုယူမလဲရှင် မမီလေးစတု အာယူပါဝိပ္ပစေ အတ္တဝိပ္ပတိလေးပါ ဒီပါအောင် ဟုတ်တယ်၄ပါးအားလုံးပေါင်းတော့ဘယ်နှပါလဲရှင် စိတ်လုံးဝမစိတ်ပေါင်း14ပါးဟုတ်တယ်14ပါးကိုယူရမယ်เนาะကျေးဇူးတင်ပါတယ်နောက်တစ်ယောက်သွားမယ်မအိຫນွေရဲ့လှည့်ဖြစ်ပါတယ်ဆရာမလေးဟိုအောက်ဆုံးမှာကြံတဲ့နှစ်ကြောင်းလေးပေါ့အဲ့ဒါလေးကိုဆရာမဖတ်ပြီးနော်ပင်စဝေါကာရဘုံတွင်သာဖြစ်နိုင်သောစိတ် ပိစဝကာရဘုံတွင်သာဖြစ်နိုင်သောစိတ်မိစတုလေးမိစတုတေ43ပါစတုဝကာရဘုံတွင်သာဖြစ်နိုင်သောစိတ်မမီ4ပါ ဟုတ်ပြီအဲ့ဒီမှာဘာကိုဝိုင်းထားလို့ဆရာမမှားထားလဲဆိုဒါဆိုတဲ့စကားလုံးလေးကိုဝိုင်းထားလို့မှားထားတယ်အဲ့တော့ပင်စဝေါကာရဘုံတက်မှာတာဆိုတော့ဆရာမတို့တွေကပင်စဝေါကာရဘုံကအရှိမတင်ထားတော့ကဟိုပါလေနံပါတ်1နဲ့နံပါတ်3ပါလားမပါဘူးလား ပါပါတယ် ပါတယ်သူကကြတော့ဒီမှာပင်စဝေါကာရဘုံတွင်သာဆိုတဲ့စကားလုံးလေးပါတော့တခြားဘုံတွေနဲ့ရောတာကိုထည့်လို့မရအောင်เนาะထည့်လို့မရဘူးဆိုတော့နံပါတ်1နဲ့နံပါတ်3နဲ့ဘယ်သူကိုပဲယူရတယ် နံပါတ်1ကိုပဲယူမယ် နံပါတ်1ကိုပဲယူရတယ်ပင်စဟုတ်တယ်ပင်စဝေါကာရဘုံတွင်သာဖြစ်နိုင်တော့စိနံပါတ်3ကိုဘာလို့မယူလဲရှင် စတုဘောက ဟာစတုလည်းပါ ဟုတ်တယ်နံပါတ်3အခွက်ကကြတော့ပင်စဝေါကာရဘုံမှာလည်းဖြစ်နိုင်တယ် နိုင်တယ် စတုဝေါကာရဘုံမှာလည်းဖြစ်နိုင်တယ်ဟုတ်လား ဟုတ်ကဲ့ အဲ့လိုမျိုးပေါ့နော်မိလိုက်မမိလိုက်အဲ့လိုမျိုးတွေနဲ့ဟုတ်တယ်အဲ့လိုမျိုးတွေနဲ့ဆိုတော့ဘုံကနှစ်ဘုံပါနေတော့နံပါတ်3ကိုမယူဘူးနော်နောက်တစ်ခါစတုဝေါကာရဘုံတွင်သာဖြစ်နိုင်သောစိတ်ဆိုတော့၄ပါးယူတယ်စတုဝေါကာရဘုံနဲ့ပတ်သက်ပြီးရောရှေ့ကစာမျက်နှာ106မှာဘယ်အကွက်နဲ့နံပါတ်ဘယ်လောက်နဲ့ဘယ်လောက်ကိုတွေ့ထားလဲ နံပါတ်2နဲ့3 2နဲ့3နဲ့ဆင်မ နံပါတ်2နဲ့3နဲ့တွေ့ထားတယ်ဟုတ်ပြီပေါ့2နဲ့3နဲ့တွေ့ထားတဲ့တဲမှာအခုဒါဆိုတဲ့စကားလုံးလေးပါတော့နံပါတ်ဘယ်လောက်ကိုပဲယူရမလဲ နံပါတ်2ကိုပဲယူပါမယ် ဟုတ်ပြီနံပါတ်3ကိုဘာလို့မယူတာလဲရှင် နံပါတ်3ဟာပိစဝကာရဘုံလည်းပါလို့ပါ ဟုတ်တယ်ဒါကြောင့်မို့လို့မှတ်မိ၄ပါးကိုယူမယ်နော်အဲ့ဒါမင်းခွန်းလေးတွေစာမေးပွဲမင်းခွန်းလေးတွေကိုဆရာမတီးသက်မှတ်စုထုတ်ထားတာဖြစ်ပါတယ်ဒါကြောင့်ဒါလေးတွေလည်းဓမ္မမစီတို့ရေးကြည့်တယ်နော်နောက်ဆရာမထပ်ပြစ်ထားပေးတာဓမ္မမစီတို့ရေးထားလားရှင်ထပ်ပြစ်ထားတာလေပင်စဝေါကာရဘုံနဲ့စတုဝေါကာရဘုံနဲ့ဖြစ်နိုင်သောစိတ်ပေါင်းဆိုတာလေးရေးထားကြလား ပြပါတယ် ရေးလာပါ ရေးထားတယ်နော်ဟုတ်ကဲ့ပါရေးထားတယ်ဆိုရင်အငယ်ဥက္ကဋ္ဌထွန်းရေးထားတာလေးဖတ်ပေးပါအောင်ရှင်ထပ်ဖြည့်ထားတာလေးပင်စဝေါကာရဘုံနဲ့အငယ်မိုက်ခွင့်ရအောင်မေရှင်
ပြင်စဝေါဟာရဘုံနဲ့စတုဝေါဟာရဘုံတွင်ဖြစ်နိုင်သောစိတ်ပါညီမျှခြင်းမိမမီ42ပါတဲ့ โอเคစာတွေးမိမှန် စ ပြီ တွင်း 40 မိ42 ဒီတစ်ခါကျတော့သူနှစ်ပုံလုံးမှာဖြစ်နိုင်တဲ့စိတ်ကိုပြောတာเนาะပြင်စဝေါကာရဘုံကဖြစ်နိုင်တယ်စတုရောကာရဘုံလည်းဖြစ်နိုင်တယ်ဆိုတော့ဘသူ့ကိုရေးရလဲဆိုတော့အရှိရဇေယျခွက်ထဲကနံပါတ်ဘယ်လောက်ကိုရေးတာလဲအငယ်နံပါတ်3ကိုရေးတာ နံပါတ်3ကိုရွေးတာ ဟုတ်ကဲ့နံပါတ်3ကိုရေးတာပါဖြစ်နိုင်သောစိတ်ပေါင်းစတွေးမိမမီ42ပါကဲဒါဆိုရင်ဆရာမတို့လေဒီတစ်ခါစာလေးနှွှေးတာလေးပြီးသွားပြီနော်ပြီးသွားပြီဆိုတော့ပကိန်းပိုင်းကဓမ္မမိတ်ဆွေတို့မစိုးပါဘူးရေးကြည့်တာလေးတွေဆရာမပြောထားပြီးသွားပြီဓမ္မမိတ်ဆွေတို့ထပ်ပြီးတော့တတိထားမှာတော့ဒါပူပူနွေးနွေးတင်ထားလို့ဆရာမကအရင်တင်တဲ့ဟာလေးကိုကြော်လိုက်တာစာမျက်နှာ68နဲ့69ကိုလည်းရအောင်လုပ်ထားနော်အဲ့ဒါအာယုန်နေလေဧကန်အာယုန်နဲ့အနေကန်အာယုန်အဲ့ဒါလေးတွေလည်းသိထားရမယ်နော်ဧကန်အာယုန်နဲ့အနေကန်အာယုန်အဲ့ဒါလေးတွေသိထားရမယ်နောက်စာမျက်နှာ100မှာအောက်ဆုံးမှာဟိုဟာလေးရှိတယ်ဇေယျလေးရှိတယ်ဧကန်အာယုန်ပြုတဲ့စိတ်များအနေကန်အာယုန်ပြုတဲ့စိတ်များအဲ့ဒါလေးလည်းတွက်တတ်ရမယ်နော်ဧကန်အာယုန်ပြုတဲ့စိတ်တွေကတော့လွယ်တယ်ငကိုတွက်ထားပြီးသား25 21 68အနေကန်အာယုန်ပြုတဲ့စိတ်တွေကြတော့ဆရာမတို့လိုက်ရှာပြီးတော့ပေါင်းပေးရတာနော်အဲ့ဒါလေးတွေလည်းသိထားရဟုတ်ပြီဒါဆိုရင်ဒီနေ့တော့ဒီလောက်ပါမယ်မနေ့ကကြရင်စေတသိက်ထဲကလေ့ကျင့်မယ်နော်စေတသိက်ထဲကလေ့ကျင့်ကြမယ်ဖျားရှိခိုးပါမယ်ရှင်ဗုဒ္ဓကုဏောအနန္တောဓမ္မကုဏောအနန္တောသံဃာကုဏောအနန္တောမာတာပိတုကုဏောအနန္တောအာစရိယကုဏောအနန္တောဟုနန္ဒဂုံကြီးကျေးဇူးရှင်တို့ကိုဝိတေဝန္တာမိယုတိမြတ်တို့လက်ဆောင်မိုး၍ရှိခိုးကြတော်ပါဒီနေ့ယခုပိဓမဒေသနာတော်ကိုနာယူတင်ကြားရသောကုသိုလ်နည်းယခုတန်မြာနှဖျားသောဘဝတို့တွင်ပြုလုပ်အားထုတ်ခဲ့ပြီးသောဒါနသီလပါဝနာကောင်းမှုကုသိုလ်စုစုတို့ကိုဘဝတစ်ပါးသို့ပြောင်းရွှေ့ကွယ်လွန်ပြီးဖြစ်သောမိဘဆွေမျိုးအပေါင်းနှင့်32ပုံသားအားလုံးတို့အားမြတ်တမ်းပြီးဝေကြပါစို့အားလုံးကြကြသမျှမြယူတော်မူကြပါကုန်လောတာတုမြယူတော်မူကြပါကုန်လောတာတုမြယူတော်မူနိုင်ကြယူတော်မူကြပါကုန်လောတာတုယနေ့ယခုကြွရောက်လာတော့ဓမ္မမိတ်ဆွေများအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာပြီးကောင်းချီးပြီးနဲ့လူရဆန္ဒများအားလုံးပြည့်ဝနေပြီယနေ့နောက်ရသောတရားတော်นี้ယနေ့ယခုဘဝတွင်ကျိုးဆောင်ပြုလို့အထောက်ရသောဒါနသီလဘာဝနာကောင်းမှုကုသိုလ်ဆွတ်ဆွတ်ပြီးဓမ္မမိတ်ဆွေတို့အားလုံးတို့မြတ်ဖို့နိဗ္ဗာန်ရောက်ကြောင်းပါရမီထောက်ပံ့ကုသိုလ်တူများဖြစ်ကြပါစေရှင်ဓမ္မကြီးပြပါစေဓမ္မကြီးတဲ့စိတ်ချမ်းသာ ပါလေကျမခြင်းကိုယ်ချမ်းသာခြင်းပြည့်စုံပါစေကျမတီလာကုန်တမာရီကုန်ပညာကုန်တို့ဟာ ကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ကျေးဇူးပါရှင်စာဖြည့်စင်တာလေးတွေမမြင့်မြင့်ရေးစာဖြည့်စင်တာပဲစင်တာလေ စံကြောင်းပါဆရာမ စံကြောင်းပါလားဟုတ်ပြီခုနံပါတ်ကိုသိပြီလား မဆုံးမမေ့တော့ပြန်မမေ့ရသေးပါဘူးရှင် ဟုတ်ပါ ဟုတ်တယ်နဲ့ ဟိုဆရာမတို့တချို့ကြတော့လေစာဖြည့်တဲ့နေ့ကိုစောစောလေးသွားပြီးတော့ကိုခုံနံပါတ်တွေကတ်ထားတာကိုကြည့်တာပေါ့နော်မမစ်စေတို့စာဖြည့်မဲ့နေ့ဆိုလို့ရှိရင်12နာရီဖြည့်မယ်ဆိုလို့ရှိရင်17နာရီလောက်ထဲရောက်သွားပထမနေ့လေကိုယ့်ရဲ့ခုံနံပါတ်တွေပါကြည့်နော်ခုံနံပါတ်တွေပါကြည့်နေရာတွေပါကြည့်ပြီးတော့မှနေရာယူပေါ့အဲ့လိုမျိုးနဲ့နေရာယူပေါ့အဲ့လိုမျိုးလေးတော့နောက်ဟိုတီလာလေးခံယူပြီးတော့မှဒီမမစ်စေတို့ကိုယ့်ကိုတေချာလေးဖြည့်ကြပေါ့ဟုတ်ပြီလားတေချာလေးဖြည့်ကြနောက်တစ်ခါကြာလို့ရှိရင်ဖုံးတို့ဟိုစာအုပ်စာတန်းစာရွက်တွေဘာမှမတည်သွားနဲ့လွတ်လွတ်နော်အေးစစ်စစ်လေးတရားတော်ကိုပူဇော်တယ်လို့သဘောထားပြီးတော့ပဲဖြည့်ကြနော်အဲ့လိုရစိတ်ချမယ့်နေရာမှာအထားဖုံးတံပစ္စည်းတွေလည်းမယူသွားကြနဲ့နော်ပျောက်တက်ရှာတတ်တယ်လေတချို့ကအဲ့လိုပဲရောနှောနဲ့ပါလာတတ်တယ်ကျမတို့တွေအဲ့လိုတင်တန်းနေမှာပဲလေဟိုတင်တန်းလေးတက်တယ်တခါလေကြာလို့ရှိရင်အဲ့လိုမျိုးလေးယူတာပြုတာတွေလည်းရှိတယ်တင်တန်းတော့လာတက်တာပဲလာတက်ရင်းနဲ့ဟိုအဲ့ဒီမှာလာတက်ရင်းနဲ့ယူတာပြုတာလည်းရှိတယ်
အာဟာရစားသုံးတဲ့အချိန်ဟလာတနေရာမှာသွားစားတယ်ဆိုရင်တင်နန်းသူတင်နန်းသားတွေကဒါကုဓမ္မမိတ်ဆွေချင်းချင်းနေပဲဆိုတဦးနဲ့တဦးယုံကြည်မှုနဲ့ပေါ့နော်ငွေကြေးတွေထားခဲ့တာရှိတယ်ဖုန်းတွေထားခဲ့တာရှိတယ်အဲ့ဒီတည်းကမှတင်နန်းကိုပုံမှန်တက်နေတဲ့တရားကိုပဲတချို့လဲအဲ့လိုမျိုးယူတာသုံးတာတွေရှိတယ်အဲ့လိုမျိုးလေးရှိပေါ့အဲ့တော့ဆရာမဆိုလိုချင်တာရောနေတဲ့တဲမှာထူးခြားပြီးတော့မမြင်ရတာဖြစ်တဲ့အတွက်ကိုယ့်အတွက်ဖိုးတန်တဲ့ပစ္စည်းတွေပါပြီးပြောင်းနိုင်ရှာနိုင်တာကိုမကြည့်နိုင်တာတွေဆိုမယူသွားကြနဲ့လို့အဲ့ဒါလေးလေးပြောတာပေါ့နော်။ခေါင်းကလိုအဲ့လိုယူပါတွေဆိုရင်တေချာလေးအပ်ခဲ့ကြပေါ့နော် မှတ်ပုံတင်ရောယူရမှာလားဆရာမမှတ်ပုံတင် မှတ်ပုံတင်တော့မလို့အစတည်းကဆရာမတို့ကပေါင်ဖြည့်တဲ့အကုန်လုံးဖြည့်ဖြည့်စုံစုံနဲ့လုပ်ထားပြီးသားဓာတ်ပုံတွေလည်းပါထားပြီးသားဆိုတော့လေနော်ဓာတ်ပုံတွေလည်းပါထားပြီးသားအဖေမိနာမည်တွေလည်းရေးထားပြီးသားဆရာမတို့စာမွေးဖြည့်တဲ့ကတ်ထဲမှာအကုန်ဖြည့်စုံထည့်ထားပြီးသားလေဖြည့်တဲ့သူတွေရဲ့လက်ထဲကိုမထည့်ပြီးဥစားအဲ့ကတ်ပြားလေးတွေကပျောက်တာတို့နောက်နေ့တွေမှာမပါလာတာတို့ကြံခဲ့တာတို့ဖြစ်တတ်လို့လေအဲ့တော့ကျောင်းမှာပဲတင်ထားတယ်တင်ထားပြီးတော့အဲ့ကတ်နဲ့အတူရောပေါ့နော်နောက်ပြီးတော့အဖြေလွှာတွေကိုတင်ပေးရတာပေါ့နော် ပထမဆက်တစ်ဆက်ဖြေပါမှာဆရာမ တစ်ဆင့်ပဲဖြေပါလား တစ်ဆက်ပဲ ဟုတ် ဖြေ ပါဘူးကိုနိုင်တဲ့လောက်လောက်ပါရပါတယ်သုံးဆင့်လုံးဖြေတယ်ဆိုရင်တော့သုံးဆင့်ပေါင်းပြီးတော့အပြီးဓမ္မမှာတော့ဟိုလိုမျိုးပေးတယ်လေသုံးဆင့်ပေါင်းပြီးတော့ပထမဒုတိယတတိယပေးတာပေါ့နော်မြို့နယ်စုတွေပေးတာပေါ့အဲ့ဒါကြတော့ပြီးဓမ္မကြတော့သုံးဆင့်ပေါင်းပြီးပေးတယ်တီကာကျော်တို့ဘာလို့ကြတစ်ဆင့်ချင်းစီပေးတယ်တစ်ဆင့်ချင်းစီမှာပဲပထမဒုတိယတတိယအဲ့လိုမျိုးပေးတယ်နော်နောက်နေ့ကျတော့သုံးဆင့်လုံးပြန်ဖြေပေါ့နော်ဟုတ်ပြီမခင်တီတာကျော်ဘယ်ဌာနမှာဖြေမလဲ တောင်တကုံမှာဆရာမကြီးတောင်တကုံ လားတောင်တကုံဘယ်နေရလဲ တောင်တကုံဆရာမကြီးတို့ကြောင်ပဲဖြစ်မယ်တခါမှတော့မရောက်ဘူးဒီက ဒီကဲစာတင်တိုင်းမှာလား ဟုတ်ကဲ့ဟုတ်မယ်နဲ့တူတယ်အဲ့ကြောင့်မှကပြားပေးမယ်လို့တော့ပြောတယ် ဟုတ်ပြီတင်နန်းတက်တာတော့ဘယ်မှာတက်လဲတင်နန်းတက်တာ ဆရာမကြီးတို့ရှိမှာပဲတက်တာ ဒီ online မှာပဲတက်တာလားမြေပြင်တင်တက် မတက်ဘူးဆရာမ မြေပြင်တင်မတက်ဘူးကျောင်းတကုံနဲ့နီးလို့အဲ့မှာဖြေလိုက်တာလား ဟုတ်ညောင်တကုံမှာနေတာမဟုတ်လို့ညောင်တကုံမှာနေတာဆိုတော့တတိယဆင့်ထဲမှာဆရာကတောင်တကုံမှာတင်လို့ရတယ်ဆိုတော့လေအဲ့နဲ့တောင်တကုံကအမဖုန်းနံပါတ်ရတယ်အဲ့ဖုန်းဆက်လိုက်တော့လူတော်သွားစရာမလိုဓာတ်ပုံတွေပါလေသူကသူထုတ်ပြီးကပ်ပလိုက်တာလုပ်ပေးလိုက်တာဆရာမကြီးတို့တင်တဲ့ကျောင်းကဆိုပြီးအကုန်လုပ်ပေးလိုက်တာ ဟုတ်ကဲ့အဲ့ဒါဆိုရင်သုံးဆင့်လုံးဖြေပါလား သုံးဆင့်လုံးဖြေမှာဒါမဲ့စားမရသေးဘူးရှစ်လပိုင်းမှာစတက်ပြီးတော့ဖြေမလို့လုပ်လိုက်တာဆိုတော့နည်းနည်းတော့လောက်ရတာနည်းနည်းတော့ခက်တယ်ဟုတ်လို့ချိုးတော့ကြိုးစားကြည့်ပါအောင်မယ်ဟာ ဟုတ်ကဲ့အတွေ့အကြုံရအောင်တော့လုပ်ကြည့်ပေါ့နော်ဟုတ်ကဲ့ပါမမွေးရဘယ်မှာဖြေမလဲမမွေးစာဖြေဌာန ဟုတ်ကဲ့ဆရာမကြီးဒီပြင်မနာမှာပြင်မနာစာဖြေဌာနမှာသွားဖြေရပါမယ်ရှင် မနစ်ကဖြေတဲ့ဌာနပဲလား ပါရှင်အဲ့ရဖုံဖုံကြီးကလုပ်ပေးပါတယ်ဆရာမကြီးရှင် ဟုတ်ပါပြီကိုကျော်ဦးကရောဘယ်မှာလဲတောင်တကုံမှာလားရှင်ဟုတ်တယ်နော်တောင်တကုံမှာဖြေ ဟုတ်ကဲ့တောင်းတကုံမှာပါဆရာမ ဟုတ်ပါပြီမအင်းနွယ်ဘယ်မှာတင်ထားလဲ ဒီမိုးကောင်းမှာ နော်မိုးကားဟုတ်ပြီသာသနာ့ပိမှန်တော်မှာရန်ကင်းစာဖြေဌာန ကဲပါဆရာ တော့အေးဝင်းရရော ဆရာမကြီးဒီနေ့မဖြေဖြစ်ဘူးဆရာမကြီးဖောင်တင်တာလည်းနောက်ကျသွားတာဆရာမကြီးခရီးသွားတဲ့အချိန်မှာကျမလှဲကူကဆိုတော့လေဖောင်ထဲမှာကဆရာမကြီးနာမည်ကိုဆရာတင်နန်းမှုနာမည်အနေနဲ့ထည့်ထားတာပေါ့နော်သူတို့ရှိလှဲကူမှာသွားတင်တဲ့အခါကျတော့သူတို့ကဆရာလက်မှတ်အတုထိုးတဲ့အတုတော့မထိုးဘူးပေါ့နော်တတိမထားမိတာကမြို့နယ်တန်ကလက်မှတ်ထိုးရင်လည်းရတယ်ဆိုတာကိုတတိမထားမိဘူးအဲ့လိုမျိုးတင်လို့မရဘူးလို့မျိုးဖြစ်နေတော့ဆရာဦးအောင်ကျော်ခိုင်ကိုရှိကိုဖုန်းဆက်တော့လဲဆက်လို့မရတာနဲ့ကြက်ကြသွားတာပေါ့နော်ပြီးတော့မှဆရာတော်ကြီးနဲ့တွေ့တော့မှဆရာတော်ကြီးကလက်မှတ်ထိုးပြီးတော့နောက်ကျသွားပြီ ဟုတ်လား ဟုတ်ကဲ့ပထမတော့ဖြေရမယ် လေဟိုတင်နန်းနေမှာလေအဲ့လိုမျိုးနောက်ကျတဲ့သူတွေရှိတယ်နောက်ကျမှတည်တဲ့သူတွေအဲ့လိုလူမျိုးတွေကြတော့ဆရာမတို့တင်နန်းမှာတင်လို့မမီတော့လေကဘာအေးကိုလိုက်တင်ရတာကဘာအေးကိုလေရန်ကုန်မှာတော့အဲ့လိုမျိုးလေးတွေဆရာမတို့လုပ်ပေးတယ်တချို့ရန်လက်ဖြည့်ခြင်းနဲ့ဖောင်တင်တာလည်းနောက်ကျတယ်ဆိုရင်ကဘာအေးမှာသွားတင်ဖို့လမ်းညွှန်ပေးတယ်ဒါမှမဟုတ်ဆရာမတို့ဘက်ကလည်းသွားတင်ဖို့ရှိတယ်ဆိုရင်ယူပြီးတင်ပေးလိုက်တယ်ပေါ့နော်အဲ့လိုမျိုးလဲနောက်ကိုမှတ်ဟိုပါလေတိထားအောင်လို့ဆရာမပြောပေးတာနော်
အဲ့လိုမျိုးသူတို့ရဲ့သာသနာရေးဌာနမှာနောက်ကနေလိုက်တင်ရင်လည်းရတတ်တယ်နော် ဟုတ်ကဲ့ပါဆရာမဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ ရှင်းနေကြဖြေပါမယ်ဆရာမ ဟုတ်ကဲ့ ရှင်း ပါ နေ ဟုတ်ကဲ့ပါ ကဲ့ ဟုတ်ကဲ့ဟုတ်ကဲ့ဟိုဖြည့်တယ်ဆိုတာကလေဒီလိုပါဟိုဖြည့်တော့လေအခုဓမ္မမိတ်ဆွေတို့လိုပေါ့တစ်ဆိုင်မတ်မတ်နဲ့တောက်လျှောက်စာကြည့်ဖြစ်စာလုံးဖြစ်အတန်းတက်ဖြစ်တာပေါ့လေမဖြည့်ဘူးဆိုလို့ရှိရင်ဟိုနည်းနည်းစိတ်ကပေါ့သွားတယ်လीတော်ပြီနောက်တစ်ခေါက်သင်မတေချာတက်တော့မယ်နောက်တစ်ခေါက်သင်မတေချာလုပ်တော့မယ်ဆိုတာမျိုးလေးဖြစ်သွားတတ်တာပေါ့လေအဲ့လိုမျိုးတော့ သူ ဖြစ် ကတော့ သွားတယ် စာရေးစပိုက်လုပ်နေတယ်ရှင်မကြီးစာရေးလေစပိုက်လုပ်နေတယ်ဟိုဒုတိယဆင့်နဲ့တတိယဆင့်ကတော့အခုမှအသစ်ဆိုတော့လေဟိုဒစိမ့်စိမ့်ချင်း YouTube ကနေပြန်ကြည့်ပြီးတော့ထပ်လုပ်တယ်ရှင်မကြီး ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ကြိုးစားပါဟုတ်ကဲ့ကျန်တဲ့ဓမ္မမိတ်ဆွေတို့ရောမခင်ဆန်းနိုင်ရောဖြည့်ပြစ်လားဒီနေ့ ဖြေတော့ဖြေပြပါရဲ့ဆရာမကြီးဟိုပါလေစာတဲ့တိတ်မရအခုကကျောင်းကမေးခွန်းတွေရောဒီကအခုနေကျောင်းစစ်လည်းရှိနေတော့အဲ့ဟာတွေကလည်းရေးနေရတယ်ဆရာမကြီးအခါကျတော့ဒီဟာကိုတစ်ဆိုင်မလုံးဖြစ်ဘူးဆရာမအဲ့တော့ဟိုဖြေတာတော့ဖြေကြည့်ပါမယ် ဟုတ်ကဲ့ဟုတ်ကဲ့ဆရာမနဲ့စာဆိုတလောက်တော့မစိုးပါဘူးဟိုမင်းเจ้าမှာတက်တော့အခုဒီနေ့မင်းเจ้าကပြန်လာတာတချို့ဓမ္မမိတ်ဆွေတွေတော်တော်လေးစာကြက်နေရတော့မရသေးဘူးအဲ့လိုလေအဲ့တော့တိတ်တော့မထူကိုတယောက်တည်းမရတာတော့မဟုတ်ဘူးတူတွေပဲเนาะ အဲ့တော့အားလုံးရတယ် ပြောတာနေတာကြည့်ပေါ့ဟုတ်ပါပြီ ရတယ် ဟုတ်ပါပြီဟုတ်ကဲ့ဟုတ်ကဲ့အမတော်ရင်ဆွေတို့ကနောက်မှအေးစစ်စစ်ဖြေမလားမ ဟုတ်ကဲ့ပါနောက်နှစ်လောက်ကြာတော့မှ နောက်နေ့လောက်ကြာမှလုပ်ပါနော်အဲ့ဒါကြာရင်စာကြည့်ပါ ဟုတ်ကဲ့စာဟိုပေါ့နည်းနည်းလေးအဲ့လိုမေးလိုက်ဖြစ်နေတဲ့ခါကျတော့လေပြန်ကြည့်ရအောင်နောက်နှစ်လောက်မှစူးစမ်းကြည့်ပါ ဟုတ် အ ကဲ့ သက်တော့ မ တက်တော့ကြီးလာပြီ ဟိုဆရာတော်ဟိုတနေ့ကပြောလို့ပေါ့အသက်ကြီးတော့လည်းမပြည့်စည်သေးဘူးပေါ့ ဖြေဘူးပါဆရာမဟိုတီတကူလေတီတကူဗုဒ္ဓတက္ကသိုလ်မှာအဲ့ကိုဗစ်ဖြစ်လိုက်လို့ပထမနှစ်ပဲအောင်ပါတယ်ဒုတိယနှစ်ကကိုဗစ်ဖြစ်လိုက်တော့ပြတ်သွားတာပေါ့ပြတ်သွားတော့ဟိုဆက်မတက်ဖြစ်တော့တာတပိုင်းတစဖြစ်သွားတာပေါ့ဟုတ်ကဲ့ ကိုဗစ်ကကိုယ်တိုင်ဖြစ်တာလား ကိုယ်တိုင်မဖြစ်ဘူးဟိုဟာလေကျောင်းနေပိတ်လိုက်တာ ယောဂါတွေဖြစ်တော့ကျောင်းနေပိတ်လို့ဆက်မဖြစ်တော့တာ ကတ်ဖြစ်တော့အဲ့ဒါကြောင့်မို့နောက်နေပြီးတော့မှလည်းနေတဲ့ခါကျတော့ဟိုပြန်ဖွင့်တဲ့ခါကျတော့မမီတော့ဘူးဖြစ်သွားတာဟုတ်ကဲ့ ဟုတ်ကဲ့ပါဟုတ် စူးစမ်းတော့ဟိုစူးစမ်းပြီးတော့မှတ်ပါတယ်ဆရာဟုတ် ဟုတ်ကဲ့ပါရှင် ဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူး မ တင် ဆုမွန်ပြီနောက်နေ့ဖြေနော် ဟုတ်ကဲ့ပါရှင်မပြုံးလည်းမှာဖြေလို့ရတယ်လားရင်ကျွန်မဟိုတနေ့ကျွန်မကြီးပြောလိုက်တာကြားလိုက်လို့ရှင် ဟုတ်ကဲ့စာဖြေဌာနစုံစမ်းလိုက်လေရှိတယ် ဟုတ်ဟုတ် သာသနာ တမီး ရေး ပထမမန်းလေးသိရမယ်ထင်လို့ သာသနာရေးမှာစုံစမ်းနောက်ဟိုဖုံနေကြောင်းလေတန်ခါနာယကဥက္ကဋ္ဌကျောင်းမှာစုံစမ်းနော်လူ20လောက်ရှိတာနဲ့တောင်မှသူတို့ကစာဖြေစင်တာလုပ်ပေးတယ်လူ20လောက်နဲ့လည်းလုပ်ပေးတယ်လူ20ပြည့်ရင်စာဖြေစင်တာလျှောက်လို့ရတယ်လေအဲ့တော့အဲ့မှာဖြေကြမှာပဲလေပြင်ဦးလင်မှာဆိုရင်ဆ iam ရဲ့သင်တန်းသူတွေအများကြီးရှိတယ်အရင်နှစ်တည်းတက်တာလေသူတို့တွေလည်းအဲ့မှာဖြေကြတယ်လေအဲ့လိုမျိုး ဟုတ်ဟုတ်တမီးဒီနာဘုန်းကြီးကျောင်းတစ်ကျောင်းတော့သိတယ်ရှင်အဲ့ဒီကိုတွားပြီးတော့မေးရမယ်တင်တယ် မေးကြည့်မြို့နယ်ဥက္ကဋ္ဌလေမြို့နယ်ဥက္ကဋ္ဌတို့ကဒီကိစ္စလေးဆောင်ရွက်တာပေါ့တန်ခါနာယကမြို့နယ်ဥက္ကဋ္ဌတို့နောက်သာသနာရေးတို့နော်ဟုတ်ပြီမအစ်ဆက်ဘုံမှာဖြစ်မယ်ဟုတ်ပြော ကျွန်မစမ်းဝဲဖြေတဲ့အခါကျရင်လေအဲ့ဖုန်းကိုလေဟိုကပိတ်ပြီးတော့ဟိုအခန်းထဲကိုယူသွားလို့မရဘူးပေါ့ ပိတ်ပြီးအခန်းထဲကိုယူသွားမယူတာတော့ကောင်းမယ်သူယူကိုယူတွေဖြစ်ကုန်အဲ့ခါကြတော့လေတချို့ကြတော့လေတိတ်ဟိုဟာလေမယိုးသားဘူးပေါ့နော်အဲ့လိုမျိုးဖုံကိုအသုံးပြုတာတွေရှိတော့လေတယောက်ယူရင်နောက်လူတွေယူတာပေါ့အဲ့လိုမျိုးတွေတော့ရှိတယ်ဆင်မတို့စာပြင်စင်တာမှာတော့အကုန်ထားခဲ့ဖို့လေအဲ့ဒီပစ္စည်းတွေကစောင့်ပေးတဲ့သူတယောက်နဲ့အတူတူထားတာပေါ့ ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ လုံးချုံနဲ့လေနော်အဲ့လိုတော့လုပ်တယ် ကျမဒီနေ့တော့အစင်းသေးမဖြစ်သေးပါဘူးရှင် ဟုတ်ကဲ့ပါရပါတယ်ဘာပဲဖြစ်ဖြစ်ကျူးကျူးဆဆနဲ့တင်ယူကြတဲ့အတွက်ဒီဝမ်းသာတယ်အကုန်လုံးလေဟိုစာရီလည်းတော်တော်လေးရကြပါပြီ
စာရီလည်းတော်တော်လေးရကြတယ်တချို့ဒီတစ်နှစ်လောက်နဲ့အဲ့လောက်မရဘူးတစ်နှစ်လောက်နဲ့လေလဲနေတော့မဲ့တစ်နှစ်လဲလဲနေနှစ်နှစ်လဲအဲ့လိုပဲရေးလေးသုံးနှစ်လောက်မှနည်းနည်းစာရကြတာအဲ့လိုမျိုးနေ ဟုတ်ကဲ့ ဒီမှာမိတ်ဆွေတို့တော်တော်လေးရစာ ဟုတ်ကဲ့ပါဆရာမစိတ်ကြိုး မိ စား ခွ ပါ န်းတတ်တဲ့နဲ့ဆရာမ ရှင် စားတော့ရပါတယ်မိခွန်းတတ်တဲ့နဲ့ကျွန်တော်မိခွန်းမေးတဲ့ဟာတွေတတ်မဲ့တဲ့နဲ့လို့ဝိုက်မေးတာတွေကျွန်တော်နည်းနည်းခက်ကြောင်ရကြည်တာလဲစာအုပ်နဲ့မျက်နှာနဲ့လည်းမခေါ်အာယုံနဲ့လည်းမမှတ်မိဘူးဖြစ်နေတယ်ကျွန်တော်ပဲ ဟုတ်နောက်တော့သူစင်ပြေသွားမှာပါဟိုချက်ထားတာတွေဒါမှဖြစ်ပါဘူးတော့သူစီစီရီထွက်လာမယ်အရန်လောပြီးတော့လေမဖြေနဲ့ဟိုအရန်လောပြီးတော့လေဟိုမရေးနဲ့ပေါ့နော် အာ မေကုန်းကိုပဲဆရာမကြီးတို့ကြောက်တယ်မနေ့ကသူသားသမားလေရတဲ့စာတွေပဲဒါပေမဲ့မေကုန်းတွေကိုလည်းကောင်းကောင်းနားမလဲတော့လေတိတ်မဖြေနိုင်ခဲ့ဘူးနည်းနည်းလေးမှားလာခဲ့ ဒါမဲ့လေဟိုစိတ်မပူပါနဲ့ဟိုဆရာအများကြီးဖြေတဲ့သူတွေလည်းမရဘူးဆရာတော်ကလေ तू လိုတဲ့အချက်ကလေးနဲ့ तू လိုချင်တာလေးရလို့ရှိရင်ပြီးပြီအဲ့လိုအများကြီးတွေရှောက်ဖြေနေကြမလို့ဟိုနောက်တစ်ခါကြာလို့ရှိရင် तू ဆရာတော်ဖျားကြီးရဲ့စာအုပ်ကိုပဲကြည့်အဲ့ဒီဟာပဲလေအဲ့ဒီဟာပဲဖြေအပြင်ကဟာတွေဖြေတာတွေအများကြီးပြောတာတွေလည်းအမှတ်မရအောင် မေကုန်းတွေကိုမလေးလာဘူးတရားနာတယ်အဲ့စာအုပ်တွေဖတ်တယ်အဲ့ဒါလောက်ပဲလုပ်တယ်ကဲပါ ဟုတ်ပါဘူးပါ တမမေးပေါ်မှာဘာမှမရေးရဘူးဆိုတော့လေအဲ့လိုအတူလေးတွေရေးချင်ရင်အကျန်းစာပြတက်တောင်းပါမလားယင်အဲ့လို မိကုန်းပေါ်မှာမရေးရဘူးလို့ပြောတာလား ဟုတ်အဲ့နေ့ကဟိုဖောင်သွားတင်တဲ့နေ့တုန်းကမေးခွန်းမှာဘာမှမရေးရဘူးဆိုစီကန်းနဲ့မှာပါလို့ အဲ့ဒါဆိုရင်အကျန်းစာရွက်တောင်းလိုက်ပါလားသူတို့စီကလေ ရ ကျမတို့ကရေးစရာကမိကုန်းနောက်ကျောရဲ့ပဲရှိတယ်အဖြေလွှာမှာလည်းရှောက်ရေးလို့မရဘူးလေအဖြေလွှာအပ်လိုက်ရမှာလေ ဟုတ် အဲ့လိုမျိုးရှိတယ်ဆရာမတို့တော့ဟိုကလေဆရာမတို့သင်တန်းတွေမှာတော့အကျန်းစာရွက်ဝေပေးတယ်လေဝေပေးတဲ့အခါကျတော့အဲ့ဒီအကျန်းစာရွက်ကိုတချို့သင်တန်းတွေကတော့ဝေလားမဝေလားတော့မသိဘူးဆရာမတို့စာရွက်ကတော့သင်တန်းကအကျန်းစာရွက်တောင်းရင်ဝေပေးတော့သူကအဲ့မဲ့သင်တန်းသူသင်တန်းသားတွေမိကုန်းမဝေခင်စိတ်89 120ပါးကိုအရင်ချရေးထားလိုက်တာသူတို့ကသူသင်္ကေတတွေနဲ့လေချရေးထားလိုက်ပြီးတော့အဲ့မေးသမျှဒီပထမစဉ်ဟာတွေကိုဒီဟာနဲ့ပဲကိုရေးထားတဲ့စိတ်89 120ပါးစရာလေအဲ့ဒါနဲ့ပဲဖြေသွားကြအဲ့လိုမျိုးတောင်းကြည့်လိုက်နော်တောင်းကြည့်လိုက် ဟုတ်ကဲ့ အမှန်တော့အကျန်းလို့တယ်အကျန်းမရေးပဲမရအောင်အကျန်းလို့ အတူလေးတွေမှတ်ထားတာဆိုတော့လေဆရာမ ဟုတ်တယ် ဖြန့်ဖို့ကအတူနဲ့ပြန်တွက်မှရမှာဆိုတော့ဟုတ် ဟုတ်တယ်ဘိုးချုပ်နေပြီမမိတ်ဆွေတို့ဟုတ်ကဲ့အားလုံးနဲ့ဆက်ဆက်ရအောင်မြင်ကြပါစေဖြည့်ဆို့မဲ့သူတွေနဲ့ခက်ခဲမရှိဘဲနဲ့လွယ်ကူချောမွေ့စွာဖြည့်ဆို့အောင်မြင်ပြီးတော့ဂုဏ်တုပန်းတွေလည်းဆင်မြန်းနိုင်ကြပါစေ ပြည်ရစွန်နေပြည်ပါစေကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ပါရှင် ကျေးဇူးတော်ပါတယ်ဆ အ ရာ ငယ်အောင်ပြီးသားနော် ဘယ်လိုမှဆင်လာအောင်ပြီးသားဒါပေမဲ့ဟိုလေနောက်ထပ်ဖြေဖို့ကဘယ်တော့မှပြန်ရောက်မှမသိဘူးရောက်မှပဲဖြေလို့ရ ဟုတ်ကဲ့ပါငယ် ကျိုးတော့ကျိုးစားပါမယ် ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ဇန်နဝါရီလကျရင်ပါတင်ခြင်းလဲပထန်းတင်ခြင်းလားပါဠိပတ်စင်တင်ခြင်းလားပရိတ်ဆက်တင်မလား ဆီယမကြီးတင်တာကိုလိုက်တယ် ပဋ္ဌာန်းနဲ့ပါဠိပတ်စင်နဲ့သင်ချင်ပါတယ်ဆရာမ ဟုတ်ကဲ့ ပဋ္ဌာန်းကိုလေဆရာမဟိုကလေဟိုတတိယအဆင့်အတွက်အဲ့ဆိုဟိုကပြမလားမသိတတိယအဆင့် ရတယ် အတွက် တတိယဆင့်အတွက်ထောက်ကူများကြီးပြီ ဟုတ်သင်တန်းသားတွေအတွက်ရည်ရွယ်တဲ့သင်တန်းမျိုးလေးပါဆရာမ ဒီ တတိယဆင့်ကတော့နည်းနည်းအရကောက်ရတာပေါ့ ဟုတ် ဒီတနင်္လာအင်္ဂါပြီးရင်စကံပြီးသွားပြီ သွားပါပြီငယ်ဟုတ်ကဲ့ဟိုဆမ်မီဝဲတွေဖြည့်ပြီးတော့နားတာပေါ့နော်ဒီဇင် ဘယ် ဘာ တော့ လေ လောက်ပြန်ဖွင့်မလဲမသိ ဇန်နဝါရီလကျမှပြန်ဖွင့်ပါမယ်နော် အတိပေးပါဘောနော် ဟုတ်ကဲ့ကြီးညာပေးပါမယ်
ကြီးညာပေးပါမယ်ဆရာမလည်းနည်းနည်းရက်တည်ပြန်ကြည့်ပြီးတော့ဟိုဟာမဖြစ်ခင်အခုဒီသင်တန်းလေးမပိတ်ခင်ပြောပေးမယ်လေအင်္ဂါနေ့လောက်ပြောပေးမယ်လေ ဟုတ်ကဲ့ ဟုတ်တက်ပါမယ် ဟုတ်ကဲ့ပါရှင်ပါဠိပတ်စင်လည်းတော်တော်ကောင်းတာနော်ပါဠိပတ်စင်လေတော်တော်စိတ်ဝင်စားဖို့ကောင်းပါဠိပတ်စင်โอเคအားလုံးပဲတက်တာပါ ဟုတ်တယ် Yes.